စက်ရုံကြီးတဲ့ okay စလာရီရဲ့စက်ရုံကြီးအဲ့တော့ဘာဖြစ်သွားဒီရာလေစပြောမလို့ပါဆိုခုတယောက်တည်းတည်းပြောင်းစင်ခဏလေးစောင့်ပြင် share လိုက် okay ဆိုတော့ chapter 1 function အကြောင်းဆိုတော့ function က function မှာပထမဆုံးအစဘာနဲ့စတာလဲဘာဒီအကြောင်းပြောတာလဲပုံနှိပ်ထဲမှာမှတ်မိလား one function လို့ many one yes function one many function ဟုတ်တယ် function တော့ဟုတ်one many function ဟုတ်လို့လားလာပြီနော်ရှင်တို့စလာပြီ one many function မဟုတ် ဒီမှာစလာရစုတော့ okay အဲ့တော့အဲ့one many many တွေကဘာတွေတော့one ကျတော့ input တစ်ခုက output တစ်ခုပဲပေးရဥပမာဆို linear တို့ exponential တို့ many one ကျတော့ input အများကြီးက input output တစ်ခုပဲပေးတာဟုတ်ပါဘူးsame output ပေးရလို့ quadratic တို့ cubic တို့ triple တို့အဲ့လိုမျိုးပြီးတော့ one many ကကျ relation function မဟုတ်ဘူးက cycle လို့ပါလို့ okay ဆိုတော့အဲ့ဒါတွေကဘာတွေလဲဆိုတော့ကျမတို့ m နဲ့စတယ်စလုံးလေးဘာတွေတော့မှတ်မိသေးလားmapping လိုချင်တာအဲ့စလုံးနော်အဲ့ဒါလေးပဲလိုချင်ဆိုတော့ mapping ဘာဖြစ်တာတော့မစိတ်ညစ်တယ်တက်ပလက်ကဘာဖြစ်ချင်နေရတော့ဒီနေ့ကြမှာတောင်းပန်ပါတယ်ရှင်တို့ကျမရဲ့တက်ပလက်ကဆန္ဒပြနေမသိနဲ့ကဲခဏလေးနော်တော်တော်ဆိုးနေဒီကောင် okay ဆိုတော့ mapping မှာ mapping က3မျိုးရှိတယ်ဟုတ်တယ်နော်အဲ့ဒါဘာတွေလဲဆိုတော့oneရယ် many one ရယ် one many ရယ်အဲ့တော့3ခုလုံးက function mapping 3ခုလုံးက function ဟုတ်လားမဟုတ်ပါ ဘယ်ဟာ function ဘယ်ဟာ function one နဲ့ many many one နဲ့ ဟုတ်တယ်oneနဲ့ many one ပဲအဲ့တော့ပြောရမယ်ဆိုရင်ဒီဘက်က input ကဘာပဲလာလား x တန်ဖိုးတွေလို့ပြောလိုက်မယ် input ကို x တန်ဖိုး output ကို y တန်ဖိုးလို့ပြောလိုက်မယ်ဆိုတော့ x တန်ဖိုးကတစ်ခုတည်းကပဲဖြစ်ဖြစ်နှစ်ခုပဲဖြစ်ဖြစ်သုံးခုကပဲဖြစ်ဖြစ်ဒီဘက်က y တန်ဖိုးတစ်ခုတည်းကိုပဲသွားချိန်မှာအဲ့ဒါပါလေ function ရမယ်နော်အဲ့ဒါကျမှ function ဆိုတော့ one many က function မဟုတ်ဘူးအဲ့ကလေးကကွဲသွားပြီဆိုတော့ mapping မှာ3မျိုးရှိရယ်one many one many ဒါပေမဲ့အဲ့ဒီထဲကoneနဲ့ many one ကပဲ function ဆိုတော့ I know က okay ဆိုတော့ function တွေမှာမှone many one many ကတော့ mapping ပဲကွယ်အဲ့တော့ခဏထားလိုက်မယ်oneကိုအရင်ပြောမယ်oneဆိုတာဘယ်လို equation မျိုးလဲဘယ်လို function မျိုးလဲအဲ့တော့ဒီလို y ပါတဲ့ equation နဲ့ပဲပြောဒါမှမဟုတ် f of x နဲ့ပဲပြော I ကတော့ f of x နဲ့ပြောလိုက်မယ်ဘာလို့လဲဆိုတော့ fgh အဲ့လိုတွေပါတာဆိုတော့ okay ဆိုတော့ f of x is equal to 2x plus 1ဒါ example တစ်ခုဒီမှာဆိုရင် x တန်ဖိုး I know ကြိုက်တာထည့်ကြည့် okay x က1ဆို1ကဘယ်လောက်ဖြစ်မလဲပြောပါ x က1ဆို f of x ကဘယ်လောက်ဖြစ်မလဲ3 x က1ဆို f of x က3 okay x က minus 1ဆို f of x က minus 1 yes minus 1အဲ့ပြောရမယ်ဆိုရင်ဒီ1ကလည်းဟိုဘက်က3နဲ့ပဲချိန်တယ်ဟုတ်လား minus 1ကလည်းဟိုဘက်က minus 1နဲ့ပဲချိန်တယ်ထပ်ပြီးချိန်တာရှိသေးလားနှစ်မျိုးအဖြစ်နှစ်မျိုးထွက်တာရှိလားဒါမှမဟုတ် input အများကြီးတွေကဒီတစ်ခုတည်းဖြစ်နေရရှိလားမရှိဘူးအဲ့တော့1ဆိုများသောအားဖြင့်ဘယ်လို equation မျိုးတွေလဲလို equation တစ်ခုက output တစ်ခုပေးဟုတ်တယ်အဲ့တော့ equation နာမည်လေးရှိမယ်လေ linear yes linear equation မျိုးတွေဆိုတော့ linear equation ရဲ့ပုံစံတွေကဘယ်လို format ရှိလဲဆို y is equal to mx plus c စာတွေပါအရင်ကတွေပါဆွဲလိုက်ဆိုတော့ linear equation ပုံစံလေးဆိုအဲ့ဒါ1ပဲအဲ့တော့ linear မဟုတ်တော့ဘဲနဲ့ I know quadratic ဖြစ်သွားပြီ okay f of x is equal to x square ပဲထားပါတော့ f of x က x square နဲ့ညီရဲဆို okay x က1ဆိုရင် y f of x ကဘယ်လောက်လဲ 1 x က minus 1ဆို f of x ကဘယ်လောက်လဲ1ပါပဲ1ပဲအဲ့တော့ပြောရမယ်ဆိုရင်1ကလည်း1ပဲ minus 1ကလည်း1ပဲအဲ့တော့ဒီဘက်က1ရယ် minus 1ရယ်ဟိုဘက်က1ကိုပဲသွားချိန်နေရဒီဘက်က input 1နဲ့ minus 1ဟိုဘက်က1ကိုပဲသွားချိန်နေဆိုတော့ဒီဘက်က many ဟိုဘက်က1
ဟုတ်လားအဲ့တော့ဒီဟာဆိုလို့ရှိရင်ဘာ equation မျိုးလဲဒီ f of x is equal to x square ကဘာ equation မျိုးလဲ manual exponential exponential နဲ့အောင်လေ exponential ဟုတ်တယ် quadratic quadratic manual ဟုတ်တယ် many one ဟုတ်တယ် many one အမပင်ဒီ equation type ကိုပြောတာအဲ့ပြောချင်တာအဲ့ quadratic ဘယ်လိုပုံစံနေလဲဆို y is equal to ax square plus bx plus c နောက်ထပ်လေးရှိအောင်ပါဥပမာ4ထပ်ဆိုလို့ရှိရင်လေ I know minus တွေဘယ်လောက်ပဲပါသူက4ထပ်တင်လိုက် plus တွေပဲဖြစ်သွားတယ်ဆိုတော့အဲ့ဒီ equation တွေလည်းရှိအောင်ပဲရမလားဆိုတော့အမားတို့ဒီမှာဆိုရင်ဒါကကြတော့ many one ဖြစ်သွားပြီဆိုတော့ဒီနှစ်ခုကဘာလဲဆိုတော့ function ဟုတ်သေးတယ် still function ဟုတ်သေးတယ်ဘာလို့လဲဆိုတော့ဒီဘက်က x တန်ဖိုးတစ်ခုကဟိုဘက်က y တန်ဖိုး x တန်ဖိုးတစ်ခုပဲနေတယ်ဒါမှမဟုတ်အများကြီးอ่ะဟိုဘက်က y တန်ဖိုးတစ်ခုတည်းကိုပဲသွားချိန်သေးတာအဲ့ဒါဆိုရင် function ဟုတ်သေးတယ်ဒါပေမဲ့ function မဟုတ်တော့တဲ့ one many ကကြဘယ်လိုမျိုးစားလဲ function မဟုတ်တော့တဲ့ one many ဘယ်လိုမျိုးစားလဲ one many okay function မဟုတ်တာ equation လေဟုတ်တယ်လေ function မဟုတ်တော့ဘူးလေ one many ကမတ်ပင် ဟုတ် equation တော့ရှိမှာပေါ့အဲ့တော့ဘယ်လို equation တွေလဲတစ်ခုလောက် example cycle လို့ circle ဟုတ်တယ်လေ circle ဆိုရှင် circle equation ပြော equation တစ်ခုပြောကြည့် one many ဖြစ်တာလွယ်လေးနော် square ရဲ့ပြောင်းပြန်လေပါလေ square ရဲ့ပြောင်းပြန် root ဟုတ်တယ်အဲ့တော့h of x is equal to square root of x okay အဲ့တော့အဲ့ square root ရဲ့ရှေ့မှာဘာရှိလဲ plus or minus plus or minus ရှိတယ် yes plus or minus ရှိတယ်အဲ့တော့ပြောချင်တာက I know က x က1ဆိုရင် h of x က1လေးဖြစ်နိုင်တယ်လို့ minus 1လေးဖြစ်နိုင်တယ်ဟုတ်လားအဲ့တော့ဒီဘက်က1ဟိုဘက်က many နဲ့သွားချိန်တာဒါဆိုရင်1 many အဲ့တော့ I know example ပေးဆိုပေးတယ်မလားအဲ့တော့ပတ်စပေပါထဲမှာလေယူရိုပုံကြီး၄ပုံပေးထားပြီးတော့ဘယ်ဟာ1လဲ many 1လဲဘယ်ဟာမှာ inverse ရှိလဲအဲ့ဒါတွေလည်းမေးရလေဆိုတော့အဲ့လိုမျိုးမေးလိုက်ရင်လည်းမြင်အောင် example လေးနဲ့တွဲမှတ်ဆိုတော့1လို့ပြောရင် linear equation တတိယလိုက်ရမလားအဲ့တော့ many 1လို့ပြောရဲဆိုရင်ယူရို quadratic အနည်းဆက်ဆုံး quadratic x square ပါ equation ကိုတတိယလိုက်1 many လို့ပြောရဲဆိုရင်ကြတော့1 many ဆိုရင်ဘာကိုတတိယမှာ square root ကိုတတိယလိုက်ရမှာ square root ကိုတတိယလိုက် okay ရမယ်နော်အဲ့ဒါဆိုလို့ရှိရင်အဲ့ဆိုရပြီ okay ဒါပြီးသွားပြီဒါတစ်ခန်းရက်လိုက်မယ် okay အဲ့တော့နောက်တစ်ခန်းစလုံးနှလုံးရှိရယ် input နဲ့ output ကိုနောက်ထပ်စလုံးနှစ်ခုပါတယ် domain နဲ့ range yes domain နဲ့ range စာမှတ်မိပါတယ်အဲ့လောက်ဆိုဟုတ်လား domain နဲ့ range ဆိုတော့ domain ဆိုတာဘာလဲ range ဆိုတာဘာလဲမသိဘူးတဲ့မသိလို့မရဘူးလေ domain က x right range က y အဲ့ domain က x အဲ့ဆို equation က x တွေ y နေနဲ့မပေးရတဲ့ abcd တွေနဲ့ပေးရင်ဘယ်လိုလုပ်မှာလဲအဲ့ကြဘယ်လိုလုပ်မှာအဲ့ကြ abcd ပြောင်းလိုက် okay ဆိုတော့ domain ဆိုတာဘာလဲဆို input ကိုမှအဲ့တော့သူ့ definition ကိုခေါင်းထဲကိုမှတ်ထားအောင်ပါဘာလဲဆို possible input values အဲ့ equation တစ်ကြောင်းနဲ့ကိုထည့်တဲ့ input values ကိုပြောတာအဲ့တော့ခုနကအပေါ်က equation ကိုပြန်ကြည့်လိုက်မယ် f of x is equal to 2x plus 1မှာဒီ x ကဘာလဲဒီ x က domain x က domain မဟုတ်ဘူး x ထဲမှာဖြစ်နိုင်ခြေရှိတဲ့ကောင်က domain x ရဲ့တန်ဖိုးကဘာတွေဖြစ်နိုင်လဲဖြစ်နိုင်တဲ့ possible input values တွေကို domain လို့ခေါ်တာအဲ့တော့ range ကကြတော့ okay ဒီလောက်ဆိုလွယ်သွားပြီယူရိုအဲ့လောက်ပြောရင်သိပြီပြောလေပြော output values yes possible output values အဲ့တော့ x တန်ဖိုးတွေထည့်လိုက်လို့ပြန်ပြီးတော့ထွက်လာနိုင်တဲ့ output ဖြစ်နိုင်ခြေရှိတဲ့ output values တွေကို range လို့ခေါ်တာဆိုတော့ဒီနေရာမှာအရေးကြီးတာဘာလဲဆို possible ဖြစ်ချင်တာမဖြစ်ဘူးဖြစ်ချင်တိုင်းဖြစ်လို့မရဘူးတချို့ equation တွေမှာသူတို့ဟာနဲ့သူတို့ကန့်သက်ပေးထားတဲ့ဟာတွေရှိတယ်ဥပမာ log ဟုတ်လား log ဆိုလို့ရှိရင် log ထဲမှာဘာမှမရှိရဘူးလေ negative minus မရှိရအောင် greater than 0ဖြစ်ရမှာ log တွေကကောင်းနေရဟုတ်တယ်နော် exponent ကြတော့ exponent ရဲ့ဒီ y တန်ဖိုးကကြဘာဖြစ်လဲ0နဲ့ပဲကတ်သွားတာ0နဲ့ညီလား မညီ မနေ ဟုတ်တယ်အဲ့ဒါမျိုးဆိုသူက domain နဲ့ range ကငကိုတွေကကန့်သက်ထားလိုက်တာဆိုတော့ base လုံးကအရေးကြီးရလဲဆိုအဲ့ possible ကအရေးကြီးတာဖြစ်နိုင်တဲ့ possible input values နဲ့ပြန်ထွက်လာနိုင်တဲ့ possible output values ကို domain နဲ့ range လို့ခေါ်တာအဲ့ဒါဆိုရင် I know ကမေးခွန်းနေမှာ domain နဲ့ range ကိုမေးတယ်ဆိုလို့ရှိရင် I know ကဘယ်ကနေစစဉ်းစားရမလဲဆိုဒီ equation မှာ x တန်ဖိုးကဘာတွေဖြစ်နိုင်တာလဲဘာတွေမဖြစ်နိုင်ဘူးလဲ
တခါလေမှာကျသူတို့ domain ပေးထားပြီလားဥပမာထားပါတော့ domain ကို1နဲ့5ကြားလို့ပေးထားရဆို domain 1ကနေ5ကြားထည့်လိုက်ရင် output values ကဘာတွေဖြစ်နိုင်တာလဲ range ကိုမေးရမလားအဲ့ဆို i နဲ့တူတူမေးခွန်းနေစဉ်းစားကြည့်မယ် okay အဲ့တော့ okay domain နဲ့ range သိသွားပြီဆိုတော့ဥပမာ okay y နဲ့ပဲသုံးလိုက်အောင်မယ်နော်ခဏလေး y is equal to minus 2x plus 3အဲ့တော့ domain ကဘာတွေဖြစ်နိုင်လဲဒီ equation မှာ domain ကဘာတွေဖြစ်နိုင်လဲall real numbers Korean number yes real number အကုန်ဖြစ်နိုင်တယ်အဲ့ကြအိုင်တို့ကခုနပြောတဲ့အတိုင်းပဲ x နေရာမှာဘယ်လို possible values တွေဖြစ်နိုင်တာလဲအဲ့တော့ x ကိုကြည့်လိုက်ဘာတွေဖြစ်နိုင်လဲဘာမဆိုထည့်လို့ရရင်မဟုတ်လားဒီ equation မှာကန့်သက်ထားတာရှိလားမရှိဘူးအဲ့တော့သူ့ရဲ့ domain ကိုဘာတွေဖြစ်နိုင်လဲမေးလိုက်ရင်အကုန်ဖြစ်နိုင်တယ် real number အကုန်ဖြစ်နိုင်တယ်အဲ့တော့အိုင်တို့ကဘယ်လိုရေးလို့ရလဲဆိုအဖြေရေးရင် x is the subset of real number ဒါလိုရေးလိုက်ရပြီဒါပဲ x e ပုံစံလေး r အဲ့တော့ x is the subset of real number real number တွေကအကုန်ဖြစ်နိုင်တယ် x က okay range ကြတော့ range သူလဲရီရဲ့နာမ သူလဲ real ကုန် number ဖြစ်နိုင် yes အကုန်ဖြစ်နိုင်ဘာလို့လဲ x တန်ဖိုးကြိုက်တာထက်ဟိုဘက်ကလည်းမတူတာတွေထွက်မှာ x တန်ဖိုးတစ်ခုတည်းတော့ဟိုဘက်က y တန်ဖိုးကလည်းပြန်ထွက်မဲ့ output ကလည်းတစ်ခုတည်းပဲရှိရဘာလို့လဲဒါ linear equation ကြီးလေဟုတ်လားအဲ့ကြတော့ range ကလည်းတူတူပဲ y is the subset of real number ဒါပေမဲ့စာမေးပွဲမှာယူလို့ဘယ်တော့မှ y လို့မပေးဘူးဘယ်လိုတွေပေးလဲ a b c d e f x အဲ့လိုမျိုး h of x f of x g of x အဲ့လိုတွေပေးရဆိုတော့ i က g of x ကိုပြင်လိုက်မယ်အဲ့တော့အဖြေတက်တာလေသတိထားမယ် domain ကိုမေးလိုက်ရင်ဘယ်တော့မှဆိုဘာနဲ့ပဲတက်မှာလဲအဖြေက x နဲ့ပဲတက်မှာ x နဲ့ပဲတက်မှာသူ့ဘာသာသူ inverse မကလို့ဘာကိုပဲမေးမေး domain လို့ပြောလိုက်ရင်အမြဲတမ်း input values ကအဲ့လို x တဲ့ကိုပဲထည့်တာဟုတ်တယ်နော်အဲ့တော့ထွက်လာတဲ့ကောင်က range အဲ့တော့ပြန်ထွက်မဲ့ output values က range အဲ့တော့ဒီမှာ y မဟုတ်တော့ဘာဖြစ်သွားမှာလဲ g of x yes g of x ဒါအဖြေတက်နီးနော်စာမေးပွဲမှာအဲ့ဒါလည်းမလို့မရဘူးဘာလို့လဲဆိုတော့ domain တွေ range တွေတချို့ပုတ်တွေတက်မှတ်ပဲပေးရအဲ့ဒါ I know အဖြေတက်တာမလို့မရရပါနော်အဲ့တော့ x လို့ဒီနေရာမှာသွားတက်ခင်ယူလို့မပြီအဲ့တော့ g of x ဖြစ်ရမယ် range ကိုမေးတာမလို့ရမယ်နော်ဟုတ်ပြီအဲ့ဆိုနောက်တစ်ပုတ်စဉ်းစားကြည့်မယ် h of x h of x မှာဆိုရင်ခဏလေး I ပြောရမယ်နည်းနည်းမြင်ရင်ပြောနော် h of x မှာဆိုရင်ဘာလောက်ခိုင်းရမလဲ okay x square ပဲထားပါတော့ x square so x square domain ကိုပြောကြည့်အဲ့တော့ h of x is equal to x square domain ရီရဲ့နာမ all real numbers yes real number အကုန်ဖြစ်နိုင်တယ် तू က x square လို့ပြောတာအဲ့တော့ x square လို့ပြောတာ x square လို့ပြောတော့ real number အကုန်ဖြစ်နိုင်တယ်ဆိုတော့ I know အဲ့ဒီ x square ထဲမှာဒီ x ထဲမှာကြိုက်တာထည့်လို့ရတယ် तू ဘာမှမပြောထားဘူးနင်းဟိုဒါမထည့်ရအောင်ပြောမထားဘူးအဲ့တော့ domain ကို I know ကြိုက်တာထည့်လို့ရတယ်ရမလားအဲ့တော့ x က subset of real number domain ဟုတ်လား domain က x is the subset of real number how about range h of x is a set of h of all x real is a set numbers of real number greater than Yes. equal to 0 greater than equal to ဘယ်လောက် 0 0 ဟဲ့ဘာလို့လဲရှင်းတော့ဘာလို့ကန့်တက်လိုက် range ကိုဘာလို့ကန့်တက် ဒီမဲ့ square h of x no square ဆိုရင်အဲ့ဒီ range ကိုကန့်တက်တာဘယ်ချိန်ကြမှာလဲဆို inverse ရှိမှာဒါပေမဲ့ကန့်တက်တာကလေဘာကိုပဲကန့်တက်ရလဲဆို domain ကိုပဲကန့်တက်ရ range ကိုတော့ကန့်တက်လို့မရဘူး range ကသူကြိုက်တာဖြစ်နိုင်တယ်ဟုတ်လား greater than တော့ sorry ခဏလေးရှင်တို့ကိုကျွန်မပြောရင်းနဲ့တော့ကြောင်သွားအောင်မယ်ဆိုတော့ x ထဲမှာကြိုက်တာထည့်လို့ရတယ်အဲ့တော့ real number မှန်တယ်အဲ့တော့ခုနက range ကိုလည်း real number ဖြစ်နိုင်တယ်လို့ပြောလို့နည်းနည်းပြန်စဉ်းစားမယ်နော် x ထဲမှာ minus ထည့်ရင်ဘာပဲတော့ plus ပဲထွက် plus ပဲ အဲ့ကြ real number ကိုပါလေရ ပါတော့ မပါတော့ဘူး real number အကုန်မပါတော့ဘူးဒီ x square တဲ့ကိုယူလို့ minus တီကြိုက်တဲ့လောက်ထည့် minus ထွက်လာ ထွက်ဘူးမှာ မထွက် မထွက်ဘူးဟုတ်တယ်မထွက်ဘူးအဲ့တော့ range ကကျမတို့ real number လို့ပြောလို့မရဘူးအဲ့တော့ဘာတွေပဲဖြစ်မှာလဲ x square greater than 0 yes greater than ဒါမှမဟုတ် equal to ပါတယ်နော် equal to ပါတယ်ဘာလို့လဲ x က0ဆိုရင် ထည့်လိုက်ရင် y နဲ့ x က0ဆိုရင်h of x က0ရတယ်အဲ့တော့သူ့ရဲ့အငယ်ဆုံးကဘာပဲဆို0ပဲ 0.0ဆိုရင် point ကအငယ်ဆုံးပဲအဲ့တော့သူ့ရဲ့ range ကိုပြောပါဆိုရင် I know က
ပြောပါဦး H Range of A's H of A H of A greater than or greater than or equal 0 0ရမယ်နော်အဲ့တော့ပုံဝင်နေနဲ့ဆိုရင်အိုင်ပုံလေးနဲ့မြင်အောင်ပြမယ်ဆိုရင် a square ရဲ့ပုံကဒီလိုလေးရမလားအဲ့တော့ range ဆိုတာ output တန်ဖို့ပြောရမှာဆို y တန်ဖို့ပဲအဲ့တော့ y တန်ဖို့ကိုကြည့်လိုက်ဒီအောက်မှာရှိလားဒီအောက်မှာ0ရဲ့အောက်မှာရှိလား မရှိ အောက်ဘက်မှာမရှိဘူးအပေါ်ဘက်မှာပဲရှိအဲ့တော့ greater than or equal to 0ရမယ်နော် okay ဆိုတော့ဒါပဲ okay တပုတ်ပြီးသွားပြီနောက်တစ်ခုမမနဲ့နော် look မှတ်ထားနော်ကျန်တဲ့သူရောတထားဟန်နီရော okay နောက်တစ်ခု g of x is equal to ဒီတစ်ခါကျတော့ square root of x ကဲလောက် domain ပြော greater than equal 0 0 1လား0လား positive number တွေရတယ်လေမ ဟုတ်တယ်လေအဲ့တော့0လည်းပါတယ်0လည်းရတယ်လေအဲ့0ထည့်ရင် g of x ကလည်း0ပဲအဲ့တော့ထည့်လို့ရတယ်ဒါပေမဲ့ဘာထည့်လို့မရအောင် minus တွေထည့်လို့မရဘူး square root ထဲမှာ minus မရှိဘူးဟုတ်လားရှိရဆို real number မဟုတ်တော့လေဟုတ်တယ်မလားဆိုတော့ square root ထဲမှာ minus မရှိရဖြစ်တယ်တော့ x ကဘာတွေပဲဖြစ်နိုင်လဲဆိုရင် x greater than or greater than or greater equal than to 0ပဲဖြစ်နိုင်တယ်ဒါဆိုရင် range ကြတော့ range ကြတော့ရောကဲလို့စဉ်းစားမယ်ကျွန်မတင်တာမဟုတ်ရှင်းလို့စာမေးတာ real number လို့ထင် real number လို့ထင်တယ် okay how about Henny တထား Henny အဲ့လိုပဲထင်တယ် အဲ့လိုပဲထင်တယ် look ရောခမင်းတဲ့ အဲ့လိုပဲထင်ပါတယ်အဲ့လိုထင်ပါတယ်မအဲ့လိုပဲထင်ပါတယ် ခမင်းတဲ့ခမင်းတဲ့တန်အောင်ဖွင့်တော့ ဒီလိုပဲ ကျွန်တော်လဲလို့ပဲထင်တယ်အဲ့တော့ပြောပြမယ် I know x က greater than or equal to 0ထည့်လိုက်တယ် square root ရဲ့ရှေ့မှာဘာရှိလဲ plus or minus yes plus Plus or or minus ရှိတယ်အဲ့တော့ plus or minus ရှိရဖြစ်တဲ့တော့ I know က1ထည့်လဲ plus or minus 1 2ထည့် plus or minus 2 3ထည့် plus or minus 3အဲ့တော့ तू က minus ဘက်မှာလေးရှိရယ် positive ဘက်မှာလေးရှိရယ် negative ဘက်မှာလေးရှိရယ်ဆိုသူ့ရဲ့ဟာက real number အကုန်ဖြစ်နိုင်လားမဖြစ်နိုင်ဘူးလား ဖြစ်နိုင်ပါတယ်မ ဖြစ်နိုင်တယ်ဆို ဖြစ် တော့ နိုင် အဖြေတက်မယ်ဆိုရင် g of x x subset of real number all real real number ဟုတ်ပြီနော် ရမယ်နော်ဒါပဲ okay အဲ့ဒါဆိုနောက်တစ်ခုကျွန်မဆိုဘယ်နေဖြူတော့မယ်ရှင်းတော့ပုတ်စာရေးစဉ်းစားပြီ f for x is equal to နောက်တစ်ခါ okay အဲ့တော့အမ function လို့သာပြောတာနော် function လို့သာပြောတာဒါပေမဲ့ log တွေနဲ့တော့မချိတ်လို့မရဘူးဘာလို့လဲဆိုတော့ဆောင်းပွဲမှာသူတို့ကချိတ်မေးတာတခန်းချင်းမမေးဘူး additional maths မှာတခန်းချင်းမေးတာဘာတွေရှိလဲဆို permutation combination ရှိတယ်ပြီးရင် binomial expansion တွေသိရမလားဟို square ကြီးတွေဟုတ်ပါဘူး square တော့မဟုတ်ဘယ်နဲ့16ထပ်အဲ့လောက်ကြီးကိုဖြန့်ရလေ coefficient တွေပြန်ရှာခိုင်းတယ်အဲ့အမျိုးဆိုရင်တက်မေးတယ်ပြီးတော့အဲ့လောက်ပဲကျန်တာရအရင်ခွဲမမေးဘူးသိလားကျန်တာရချိတ်ပြီးမေးတာအဲ့လိုပြေးမလို့ဘူးကွာဟိုမှာ function နဲ့ပြေးမလို့ဘူးနောက်ကြလို့ရှိရင်differentiation integration နဲ့ပြေးမလို့ဘူး kinematics ဆိုပါတော့လေ vector တောင်မှတခါလေ kinematics နဲ့ရောမေးရပြီးကြလို့ရှိရင်မရှိသေးတော့ I know ဟို geometric arithmetic geometric ABGB progression တွေဟာလား sequence တွေ series တွေအဲ့ဒါတွေဆိုလို့ရှိရင်လည်းတခါလေ trigo နဲ့ရောမေးတာအဲ့တော့ A ဘက်မှာတက်ဖြစ်နေတဲ့အကန့်ဆိုလို့ကျမတို့ permutation combination ပြီးရင် binomial expansion အဲ့ဒါရယ်ပြီးတော့ရှိပါတယ်ဒါပေမဲ့ဟွာရှိပါသေးတယ်ဗာလဲ remainder factor theorem မှတ်မိလား remainder factor theorem အဲ့ဒါလေးဆို အကြိုက်ဆုံးခံပဲမအကြိုက်ဆုံးခံ ဟုတ်တယ်ဒါပေမဲ့တစ်ခါလေအဲ့ဒါ function နဲ့ချိန်မေးအဲ့လို A level မှာမေးရ function နဲ့ချိန်အဲ့တော့နည်းနည်းတော့ခေါင်းစားတာပေါ့ကျမလည်းဖြေခဲ့ရဆိုခေါင်းစားပြီးကြတော့ဘာအခန်းနေရှိသေးတော့မလီကျမရှင်းတို့အခန်းနေပါမေးကုန်ဘာအခန်းနေရှိသေး differentiate integrate differentiate ချိန်မေးရလေချိန်မေးရအဲ့တော့ချိန်မေးရရင်မဟုတ်ဘူးတက်လေးဖြစ် tree ကတက်မဖြစ်ဘူးနော် tree ကအချိန်ဆုံးပဲ tree ကအကုန်ချိန်တယ် tree ကို differentiate လုပ်ရတယ် tree ကို integrate လုပ်ရတယ် tree ကို APGB နဲ့ထည့်ပေးတယ်ဟုတ်တယ်မလားပြီး tree ကိုတက်ကြီးပဲကို degree ရှာရသေးတယ်ဆိုတော့ tree ကအချိန်ဆုံးပဲသူ့လောက်ချိန်တာသူပဲရှိကဲပါထားလိုက်တော့အဲ့ဒါဆိုရင် f4 is နောက်တစ်မျိုးစဉ်းစားမယ်အဲ့တော့ဒီတစ်ခါ log ကိုသွားမယ် log 2x minus 1ကဲ domain ပြောdomain ဆိုတာ
possible input values ဖြစ်တဲ့အတွက် x ထဲကိုထည့်မဲ့ကောင်းနေရဖြစ်နိုင်ခြေကိုစဉ်းစားမှာဆိုတော့ x ကဘယ်လောက်ထိဖြစ်နိုင်တာလဲဆိုတော့ကျွန်တော်တို့စဉ်းစားမှရမှာအဲ့တော့ဘယ်လိုစဉ်းစားမလဲဒီလိုပုတ်စာဆို 2x minus 1က2x minus 1ကဟို negative ဟာဖြစ်လို့မရအောင် Okay အဲ့တော့ 2x minus 1 negative ဟာဖြစ်လို့မရဘူး log ထဲမှာ greater than 0ပဲဖြစ်ရမှာဖြစ်တဲ့အတွက် 2x minus 1 log အတွင်းမှာရှိတဲ့ 2x minus 1က greater than 0အဲ့ကနေ domain ကိုရှာမှာအဲ့ကနေ x ကဘယ်လောက်ဖြစ်ရမလဲဆိုတာရှာမှာကဲအဲ့တော့ 2x minus 1ဟိုဘက်ရောက်တော့ plus 1ဟုတ်ပါဘူး plus 1ဟုတ်တယ်လေ plus 1အဲ့တော့ x က greater than equal 1/2 greater than 1/2 equal မပါဘူးနော် log 0မရှိဘူး log 0မရှိဘူးနော်အဲ့တော့ x greater than 1/2အဲ့တော့ဒါ domain ပဲမဟုတ်ဘူးလား x ရဲ့ဖြစ်နိုင်ခြေလေအဲ့တော့ x ရဲ့ဖြစ်နိုင်ခြေသူပြောလိုက်ပြီ x က 1/2 ထက်ဘာဖြစ်မှရမှာလဲ domain က ကြီးမှာရ အဲ့တော့ဒါ x ရဲ့ domain ပဲ x greater than 1/2 okay အဲ့တော့ log ပုတ်စာဆိုဘယ်လိုစဉ်းစားမလဲ log အတွင်းထဲမှာ greater than 0ဖြစ်ရမယ်အဲ့ဒါကိုခေါင်းထဲမှာမှတ်တာအဲ့တော့ log ပုတ်စာဆို easy ပဲယူတာအဖြေလေးရေးလိုက်ရုံပဲရမလား okay ဆိုတော့ range real number real number okay look ဘာ number လဲ range how about the time come in that greater than or equal 0 real number real number okay လူကပြောကြည့်ပါဦးတင်တာပြောပါဦးပြောလို့ရပါတယ်သူတို့နဲ့မတူလဲဘာမှမဖြစ်ဘူးကိုတယောက်တည်းမှန်ရင်လည်းမှန်နေမှာပေါ့ဟုတ်တယ်မလား ဟုတ်တယ်မ ပြောကြည့်လေးပါတော့ကိုထင်တာပြော greater than 0မှာ greater than 0 okay greater than 0အဲ့တော့အိုင်ပြောပြမယ် okay နော်အိုင်ပြောပြမယ် greater all than real numbers ယူရ real number ဟုတ်တယ်လူကိုပြောမလို့အဲ့ဆို calculator ရှိလားဘေးနားမှာ ရှိရမှာ အဲ့ဆို log ထဲမှာ 0.5 ထည့်ကြည့် log 0.5 negative ရတာမှာ negative ရတယ်အဲ့တော့ negative ကိုရှိလားမရှိဘူးလား log က ရှိရပေါ့ရှိရ အဲ့တော့ log ကဘယ်အချိန်မှာ negative ရှိလဲဆိုတော့0ထက်တော့ကြီးတယ်လေ input က0ထက်ကြီးရမယ်လေဒါပေမဲ့ I know ဘယ်ဟာတွေထည့်ရင်လဲဆို1မပြည့်သေးတဲ့ကောင်တွေထည့် I know log 1ကဘယ်လောက်လဲ log 1က log 1 0အဲ့တော့ I know က log ထဲမှာက0ထက်ကြီးရမယ်လို့ပဲပြောတာ1ထက်ကြီးရမယ်လို့ပြောတာမဟုတ်အဲ့တော့ log ဘာတွေဖြစ်နိုင်လဲ log 0.5 log 0.0001အဲ့ဒါတွေလည်းဖြစ်နိုင်တယ်လေဆိုတော့အဲ့ဒါတွေကဘာတွေထွက်တယ်ဆိုတော့ကိန်းတွေက negative တွေထွက်တာဘယ်ချိန်ကြမှာ0ကိုပြန်ရောက်တာလဲဆိုတော့ log 1ဖြစ်တဲ့ချိန်အဲ့ချိန်ကျမှ0ကိုပြန်ရောက်တာဆိုတော့ negative ဖြစ်နိုင်လားမဖြစ်နိုင်ဘူးလား log က log ထဲမှာ negative ဖြစ်နိုင်တာမဟုတ်ဘူး output ကဖြစ်နိုင်တာlog ရေးတစ်ခုလုံး output ကဖြစ်နိုင်သေးတယ်အဲ့တော့ real number အကုန်ပါတယ် negative ထွက်နိုင်သေးတယ်အဲ့တော့ greater than 0လို့ပြောရင်မိုင်းရမလားအဲ့ဆိုတတိယလိုက်ကိုကောင်းထဲမှာ greater than 0လို့ထည့်တော့မယ့်အချိန်မှာဆို log 0.5 လေးကိုနှိပ်ကြည့်လိုက် minus ထွက်တယ်အဲ့ဒါဆို real number အကုန်ဖြစ်နိုင်တယ်ရမယ်နော်အဲ့တော့ f of x is the subset of real number okay ရသွားပြီအဲ့ကိုရိုင်းမှားတော့ပုံမဲ့မိသွားတယ် okay နောက်တစ်ခု ပြန်ကျေးဇူးတင်တယ်မှာ နောက်တစ်ခု g of x is equal to ln 3x plus 4 domain ကိုပြော မသိရသေးဘူးမှာထားရတော့ကျွန်တော်မမေးနဲ့တော့မှာသိဘူး greater than minus 4/3 greater than minus 4/3 so ln ဆိုတာဘာလဲ what is ln log log ဘာလဲ base e log base e okay log base e ရမလားအဲ့ base e ကိုမမေ့နဲ့ so ln ကဘာပဲလဲဆို log ပဲ log ကိုမှတော့ base e e ကလည်းတန်ဖိုးရှိတယ် e ကဘယ်လောက်လောက်တုံးတန်ဖိုးอ่ะ e ရဲ့တန်ဖိုး e ကဘယ်လောက်လဲ e ဘယ်လောက်လဲဟဲ့ e ဘယ်လောက်လဲတော့ကို calculator နှိပ်လိုက် e power 1ဘယ်လောက်တုံး 2.7 2.7 and ထားပါတော့အဲ့ဒါပေါ့ဆိုတော့2ကြော်အဲ့ 2.7 က
တန်ဖိုးရှိတယ်ဆိုတော့ e ကတန်ဖိုးရှိတယ်ဒါပေမဲ့ I တို့က e လို့သုံးတာဘာလို့သုံးလဲဆိုတော့ကျွန်မလည်းမသိဘူးပေါ့နော်ကျွန်မလည်းမသိဘူးလေကျွန်မလည်းဆရာမကြီးမဟုတ်အဲကြတော့ log base e ဆိုတာလေပုံမှန် log base 2လို့မျိုးပဲ log ပဲသူကအဲ့ဒါကိုမှ log base e ကို I တို့က log base e လို့မရေးဘဲနဲ့ဘယ်လိုရေးရလဲ ln ဆိုပြီးရေးတာ ln ဆိုတော့ ln ကိုမြင်လိုက်တာねအဲ့ကောင်က log ပဲ log base e အဲ့တော့ log ပဲဖြစ်တဲ့အတွက် log တွေရဲ့သဘောတရားအရာဒီ log ထဲမှာရှိတဲ့ကောင်တွေကဘာဖြစ်ရမှာလဲ plus ဖြစ် positive ဖြစ်ရမှာ greater than Greater 0 than ဖြစ်ရမှာ greater Zero. than greater than 0ဖြစ်ရမှာအဓိကgreater than 0ဖြစ်ရမှာဟို positive လို့ပြောရင်0ကြီးပါသွားမှာဆိုလို့ greater than 0 equal to မပါဘူးเนาะ0မဖြစ်ရဘူး0ဖြစ်ရမလားမဖြစ်ရဘူးလားမေ့နေရင် calculator ကနှိပ်လိုက်ဟို non calculator မှာပါရင်တော့ euro can ပေါ့နော်အဲကြတော့စိတ်မကောင်းပါဘူးဆိုတော့ 3x plus 4က greater than 0ဖြစ်အောင်ဆိုတော့ x က greater than minus 4 by minus 4 by 3 okay အဲ့ဒါဘာကြီးပဲလဲအဲ့ဒါ I လို့ရှာနေတဲ့ domain တော့ အဲ့တော့ x ရဲ့ဖြစ်နိုင်ခြေက x greater than minus 4 by 3ဖြစ်ရမယ် okay how about rich real number yes real number ပဲတို့ပါလေ law ပဲ law ဆိုတော့ law အပြည့်ထွက်လာတဲ့ကောင် law ကြီးတစ်ခုလုံးကြီးက minus ဖြစ်နိုင်တယ် law ထဲကိုထည့်တဲ့ကောင်ပဲမဖြစ်နိုင်တာဟုတ်လားအဲ့ကြတော့ range က g of x is the subset of real number ရမလားရမယ်နော်အမှလိုင်းကြလား ဟုတ် ကျွန်မထင်ပြောနော် မထင်မရ okay okay အဲ့ဒါဆိုရင် g of x ပြီးပြီ okay အမရေများလိုက်တာနော် chapter 1ရတယ် okay နောက်တစ်ခုဘာကြည့်အောင်လဲဆိုယူရိုခုနအမှားပြီးပြောလိုက်တယ် x square ကိုယူရိုဘာပြောလိုက်တာ x square ခုန e နဲ့အားစလုံးလေးပြောလိုက်ပါရဲ့ ဟော exponential လား yes exponential exponential အဲ့တော့ exponential ကြီးသွားတာပေါ့ကဲကျမတို့ exponential ကြီးသွားမယ်အဲ့တော့f of x ပဲသုံးလိုက်မယ်နော် f of x is equal to 2 power x သူမိန်ပြောပြီး range ပြော Oreo numbers ဒီနံပါတ်အကုန်ဖြစ်နိုင်တယ်ဘာလို့လဲ x တောက်ကြိုက်တာထည့်လေယူရိုဘာသာယူဘယ်လောက်ထည့်တယ် they don't care ဟုတ်တယ်မလား x ကို -100 ထည့်လေဘာမှမဖြစ်ဘူးထည့်ချင်တာထည့်လို့ရတယ်ဒီ x မှာကsquare root ထဲမှာလို့ I know ထည့်မဲ့ x ကိုသူကကန့်သက်ထားရှိလား plus ပဲထည့်ရမယ်ဒါမှမဟုတ် log ထဲမှာလို့ greater than 0ဖြစ်ရမယ်လို့သတ်မှတ်ထားတာမရှိဘူးမရှိရဖြစ်တဲ့အတွက် x ကကြိုက်တာဖြစ်နိုင်တယ်အဲ့တော့ x is the subset of Oreo numbers real number okay အဲ့ဆို how about range range ဒီအမ greater than 0 less than less than 0 0 greater than 0 greater than 0 greater than 0 less than 0တော့မဟုတ်လေI know စဉ်းစားကြည့်လို့လွယ်တယ်ကွာဟိုဘာလို့လဲဆိုတာလဲမြင်တာအောင်ပြောပြဆိုတော့ဘာလို့လဲဆိုတော့2ကို2 power 1ဆိုရင် I know 2ဒါပေမဲ့ okay minus တွေထည့်ကြည့်မယ်လေဟုတ်တယ်မလား2 power I know plus တွေပဲထည့်ရင်တော့သိကြအဲ့စလုံးညပါလေပိုကြီးသွားမှာလေဟုတ်တယ်မလား2 power 2 cube 2 power 4 2 power 5ဆိုရင်ခဏရတဖြည်းဖြည်းကြီးသွားမှာအဲ့တော့2 power 0ဆိုရင် 1 1 okay power 0ကအများရန်1 okay 2 power minus 1ဆိုရင် 0.2 minus 2 ဟမ် 0.2 လား0.5ပါအဲ့တော့ဘယ်လိုရေးရလဲ 1.2 မလို့ဟုတ်လား 1.2 2 power minus 1ဆိုရင် 1.2 okay အဲ့ဆို2 power minus 10ဆိုရင် 1 by 2 power 10 2 power 1 10 2 power minus 100ဆိုရင်1 by 2 power 100အဲ့တော့ပြောရမယ်ဆို1ကိုI know ကိန်းအကြီးနဲ့စားမှာဟုတ်ကိန်းထောင်ပေါင်းတန်ပေါင်းမီလီယံရှင်နဲ့အဲ့ကိန်းတိုင်းနဲ့1ကိုစားမယ်ဘာလီဝင်ရမယ်ထင်တယ်ဘာလီဝင်ရဥပမာ okay အဲ့ example ပေးမယ်ဥပမာ okay 1ကို5နဲ့စားမယ်ဘာလီဝင်ပါလဲ 0 0လီ အ ဝင် တုံညာလီ ငါတုံညာပြီးကြတော့တုံညာဆိုတင်းတော့ပြီးတော့မရှိတဲ့တစ်ကိုဆွဲချမှာဆွဲချပြီးမှငါဒသမရေးပြီးတော့ငါဘယ်နှလီ 2 လီတက် ငါနှလီတက်စေအဲ့တော့ပြောရမယ်ဆိုရင် I know အဲ့ကိန်းကကွာ1ဆိုရဲကောင်လေးတသေးလေးကိုကိန်းတဲ့အရှိကြီးနဲ့စားမှာ2 power 100ဆိုတာကြီးပဲအဲ့ကိန်းနဲ့စားမှာဆိုတော့ဘာလီဝင်ရမှာလဲ 0.000000000ဟုတ်တယ်မလားဒါပေမဲ့ number ရှိမှာလားမရှိဘူးလား number တစ်ခုခုရောရှိမှာဒါပေမဲ့အဲ့ 0.0000 ဖြစ်သွားဆိုပြောရမယ်ဆိုတော့0နဲ့ဘာဖြစ်သွားလဲ
ဖြတ်သွား ဖြတ်သွားတာထိ ဆက်တော့ မထီဘူး မထိ zero မဟုတ် အစင်းတုတ်လိုက်ဟုတ်တယ်သူကတင်ချာမှာသူတို့ဗာလဲအဲ့မြန်မာကျောင်းကသူတွေတော့မှလေအဲ့လိုတင်ချာနဲ့လေအဲ့လိုမြင်းနှကျောင်းကဖြတ်တယ်တစ်ခါပဲစုံပြီးဘယ်တော့မှမစုံတော့ဘူးလို့ပပန်ဒီကူလိုက်ဖြစ်တယ်အဲ့ပြီးကြရင်မြင်းနှစ်ခု parallel ဖြစ်တယ်ဆိုရင်သူတို့ကနီးနီးလေးနဲ့ကတ်ပြီးတော့ဘယ်တော့မှလည်းမစုံဘူးလို့ပြီးကြလို့ရှိရင်အစင်းတုတ်ဆိုပို့ဆိုလေဟုတ်တယ်မတဖြည်းဖြည်းနဲ့နီးလာဒါပေမဲ့ဘယ်တော့မှမထီဘူးလေဟုတ်လားအဲ့တော့အဲ့အစင်းတုတ်လိုင်းဖြစ်သွားတာသူက0နဲ့ကတ်လာတယ်ဒါပေမဲ့0ဘယ်တော့မှမထီအဲ့ဒီ horizontal ပဲဖြစ်နေနေဒီ vertical ပဲဖြစ်နေနေအမြဲတမ်းတော့0မဟုတ်ဘူးကွယ်ဥပမာ +1 ဆိုပြီးပါလာဆိုရင်တော့1နဲ့ဖြစ်သွားမှာပေါ့ရမလားအမြဲတမ်းတော့0မဟုတ်ဒါပေမဲ့အစင်းတုတ်လိုင်းတစ်ခုပါနေရ exponential မှာဆိုတော့ I know ဒီမှာဆိုရင်အဲ့တော့သူ့ရဲ့ range ကိုစဉ်းစားတဲ့နေရာမှာဘာမှဖြစ်ရဘူးလေ greater than 0နဲ့ထိလားမထိဘူးနော်မထိတော့ equal to ရေးလို့ရလား equal to ရေးလို့ရလား ရ f of x မရဘူး greater than 0 f of x greater than 0နားလည်မယ်နော်အဲ့တော့ဒီ exponential တစ်ခုခုပေးထားတဲ့အချိန်မှာငါတို့ range ကိုစဉ်းစားပြီးဆိုရင်အမပြောရတာသတိရလိုက်ဟုတ်လား2 power ကြီးက minus ဘယ်လောက်ကြီးပဲဖြစ်နေ1ကိုအိုင်တို့ကအဲ့ကိန်းကြီးနဲ့ဆိုင် 0.000 တွေဝင်ရတယ်ဆိုတော့0နဲ့ကတ်သွားတယ်ဒါပေမဲ့ဘယ်တော့မှ 0မ မ ဟုတ် ထိဘူး0ဘယ်တော့မှမဟုတ်အဲ့တော့0ထက်အမြဲတမ်းကြီးနေမှာရမယ်နော် okay အဲ့ဆိုနောက်တစ်ခုက g of x okay ဒါကတော့လူမတင်ရတော့သေးဘူး2e power x plus 3ပဲထားပါ e power x ဆိုတော့ domain ကိုပြော greater than 3 ဟမ် real number ဟုတ် real numbers all real numbers yes x ထဲမှာကြိုက်တာထည့်လို့ရရင်မို့လားသူက power ကြီးလေသူ့မှာဘာထည့်ရမယ်ဘာမထည့်ရဘူးပြောထားလားမပြောထားဘူးဒါက power ပဲခုနကပုံနဲ့တူတူပဲ2 power x နဲ့တူတူပဲဟုတ်လားဘာထည့်ပါဘာမထည့်ပါသူဘာမှမပြောထားဘူးအဲ့တော့ x က real number အကုန်ဖြစ်နိုင်တယ်နော်ကျမဒီ revision class ကိုတက်ပြီးရင်ပိုရှင်းသွားစေချင်တာနော်ဒီဟာတက်ပြီးတော့ပုံရှုပ်သွားနေနော်အဲ့တော့ x ထဲမှာကြိုက်တာဖြစ်လို့ရတယ်ဒီမှာဆိုကြည့်လိုက်လေ power ကြီး power ရဲ့ I know ကြိုက်တာထည့်လို့ရတာပဲ power minus မရှိရဘူးကြည့်မှမရှိရလို့မျိုးအဲ့တော့ကြိုက်တာထည့်အောက်မှာ range okay range ကတော့နည်းနည်းလေးစဉ်းစားစရာလေးဖြစ်သွားပြီ greater than 3 greater than 3 okay ကျန်တဲ့ greater greater than 0 greater than 0 okay nova လည်း greater than 3ပဲလား yes okay ဆိုတော့ greater than 0ကမမှန်ဘူးမဟုတ်သွန်းပြောရ greater than 0ကမှန်တယ်ဒါပေမဲ့ဘယ်ခြေနေမှာမှန်လဲဆိုဒီနောက်က plus 3မပါရင်မှန်တယ်ရမလားအဲ့နောက်က plus 3မပါရင်မှန်တယ်ဒီ 2e power x ဆိုတဲ့ကောင်က0နဲ့ကတ်သွားအောင်ပါပဲဘာဖြစ်လို့လဲဆိုတော့2 into e power x အဲ့ဒီ2 into e power x ရဲ့ဒီ x က minus 100တွေပါဖြစ်လာတဲ့အချိန်မှာ0နဲ့ကတ်သွားအောင်ပါပဲဆိုတော့ greater than 0တော့မထီဘူး greater than 0ယူပြောတာမှန်တယ်အဲ့တော့ 2e power x ဆိုတဲ့ကောင်က greater than 0ဖြစ်နေအောင်ပါပဲဒါပေမဲ့အခုကဘာပေါင်းထားလဲကျမတို့က 3 pound 3ပေါင်းထားတာ3ပေါင်းထားတော့အဲ့တော့စဉ်းစားမယ်လေဟုတ်လားအဲ့တော့ဒီ 2e power x ကအကယ်၍များ 2e power ဒီထားပါတော့ -10 ဖြစ်ခဲ့တယ်ဆိုရင် calculator လေးနှိပ်ကြည့်ပေးပါနှိပ်ကြည့်ပေးပါကျမမနှိပ်ဘူးပြင်းလို့လောက်နှိပ် 9.0 799 into 10 over negative 5 and then over negative 5ဆိုယူရ9 point လို့ရေးမပြောနဲ့လေ 0.00 လို့ပြောလေ 0.00009 ဘယ်လောက် 10 over negative 5 9079 9079အဲ့လိုဟုတ်လားဟုတ်တယ်နော်မမြောက်တော့ထပ်မမြောက်တော့လေခုနက10 power 5နဲ့မြောက်ထားတာကိုအိုင်ကရေးလိုက်တာ standard form နဲ့ဟာကိုဒီလိုပြောင်းလိုက်တာတကယ်ဆိုတော့ကြည့်လိုက်အဲ့တော့ 2e power -10 ကဒါဟုတ်တယ်ဒါပေမဲ့အိုင်တို့ကဒီ equation မှာပေးထားနောက်ကဘာကြီးပါနေရလဲ plus 3 okay plus 3ပါနေအဲ့အပေါင်းလိုက်လေ plus 3ပါနေတာပေါင်းလိုက်တော့ဘယ်လောက်ဖြစ်သွားမလဲ 3.0000907 အဲ့တော့ greater than 0ဆိုရင်မှန်သေးလားမှန်တော့ မမှန်တော့ဘူး plus 3ကအမြဲတမ်းပေါင်းနေမှာအဲ့တော့ပြောချင်တာရှေ့ကကောင်က positive အမြဲတမ်း positive 0.0
အဲ့လို0နာကတ်သွားတဲ့အထိကိုသူက positive အဲ့ဒီကောင်ကို3ပေါင်းရင်သေချာတယ်လေ3ထက်ကြီးတော့မှဒီကောင်ကြီး3နာကိုကတ်သွားမှာ3ထက်နည်းနည်းလေးကြီးရင်ကြီးမယ်နောက်ကျမှဟိုမှာဒီကောင်က x ရဲ့တန်ဖိုးက positive ဖြစ်လာတဲ့မြ3ထက်ပိုကြီးသွားမယ်ဒါပေမဲ့ x ရဲ့တန်ဖိုးက negative ဖြစ်လာလေသူက3လေးနဲ့တော့ကတ်လေဆိုတော့ greater than 0လို့ပြောရင်မှန်ပါမလားမမှန်3ပေါင်းထား3ပေါင်းထားလို့ရမလားအဲ့တော့ I know ဘယ်လိုရေးရမလဲ g of x က greater than 0 3ပြော3 တယောက်ကမလို့တယောက်ပြင်ပေးတာနောက်တယောက်ကထပ်ပြီးမလုပ်နဲ့လေအဲ့လိုတွေမလုပ်ပါနဲ့ဆိုတော့နားလည်မယ်နော်အဲ့ဒါဆို equal to မပေါင်းတော့အစင်းတော့နော်အဲ့တော့ equal to မပေါင်းပုံဆွဲပြခြင်းတယ်ဒါပေမဲ့ကျွန်မဆွဲပြပုံကြီးမှားရင်ဘယ်လိုလုပ်ဆွဲပြပါမယ်ခဏလေးဒီမှာလည်းအဲ့လိုပဲတက်ရောင်ဝါးလေးနဲ့စမ်းဆွဲရမှာကဲဆိုတော့ e power x ဆိုတော့0ထည့်မယ်ဆိုရင် e power x x က0ဆိုရင် x က0ဆိုရင် y ကဘယ်လောက်လဲ e power x က1ဟုတ်တယ်ကျမပြောနေဒီကောင်ဒီထဲကိုထည့်ရမှာမမတို့ရဲ့ 3 ဟုတ်ဘူး5 F5 စိတ်2 into e power 0 plus 3လေအဲ့တော့ဒီ e power 0က1ဆိုတော့2 into 1 plus 3အဲ့ဒါ3လားမမတို့ရဲ့5 5 အဲ့တော့သူက5မှာအမှတ်လေးရှိမယ်5ဟုတ်လားအဲ့တော့0.5တမှတ် okay e power 1ဆိုရင် e power 1ဆိုရင်လောက်ပါအောင် calculator နှိပ်ပေးပါ2 into e power 1 plus 3 8.436 8 point436 okay 8.436ဆိုဒီနားလောက်မှာပေါ့အဲ့တော့သူကပုံကဘယ်လိုဖြစ်မှာလဲသိလားပုံကဘယ်လိုဖြစ်မှာလဲဆိုတော့ဘယ်နားမှာအစင်းတုပ်ဖြစ်မလဲ okay အဲ့ဆိုခဏဟိုပါပေါ့ e power 0.5 ထည့်ကြည့် 0.5 ဒီနားကို0.5လုပ်မယ်2 into e power 0.5 6.29 6.29 okay 6.29ဆိုရင်ကြော်သေးရလားဟေး6.29တော့မဟုတ်နော်2 into e power 0.5 plus 3ဟုတ်လား6 ကျော်ကြီးလား Oh my god 6ကျော်ရလား6ကျော်ရင်ဟုတ်သေးဘူးအော် 0.5 ကဒီဘက်မှာကြောင်းတောင်းတောင်းနေကျမကြောင်းနေရဟုတ်တယ်6ကျော်ဒီကြားထဲမှာ0ပြောရဟာဟုတ်ပြီ sorry ကျမပြောချင်တာ -0.5 -0.5 ကိုပြောတာ -0.5 ထိုက်ကြည့်မလေးတင်နေရတော့ကြောင်းတောင်းတောင်းနေလို့ 4ပါ 4.2 4.2 4.2 အဲ့တော့ 4.2 ဆိုတော့အောက်ကိုရောက်လာပြီဟုတ်လား5ရဲ့အောက်ကိုရောက်လာပြီ4.2ကျော်လေး okay အဲ့ဆို -1 ထည့်ကြည့် e power -1 -1ဒီနားလောက် -1 3.7 okay 3.7 3.7 ကဲအဲ့တော့ तू ကဘယ်နားလောက်ကိုရောက်လာလဲဆို3နားကိုရောက်လာပြီဟုတ်လား okay ဒီနားကို3ထားလိုက်ပြီအဲ့တော့3နားကိုဘာဖြစ်လဲဆိုကတ်လာပြီအဲ့တော့ပြောရမယ်ဆိုရင်အဲ့ဒီ line က3ကိုမထိပဲနဲ့3ကိုတဖြည်းဖြည်းကတ်လာတာ minus ပဲရောက်လေ3နဲ့ဘာဖြစ်လေလဲ ကတ်လာ ကတ်လေအဲ့တော့ဘာ line ဘယ် line ကအစင်းတုပ် line လဲဆိုဒီ3ကအစင်းတုပ် line ပဲအဲ့တော့အဲ့ဒီ okay အဲ့တော့3ရဲ့ equation ကိုပြောပါအောင်အဲ့ဒီ line equation လေးဘာ3လဲ y 3လား x 3လားဟုတ်ပါအောင် y equal to 3 yes y 3 yes y က3အဲ့တော့ပြောမှဆို y က3မဖြစ်ဘူး y ကဘယ်တော့မှ3မဖြစ်ဘူးဘာလို့လဲဆိုတော့ဒီရှေ့မှာရှိတဲ့2 e power x ဆိုတဲ့ကောင်ကဘယ်တော့မှ0ဖြစ်မှာမဟုတ်0နဲ့သာကတ်လာရင်ကတ်လာမယ်ဘယ်တော့မှ0ဖြစ်မှာမဟုတ်တဲ့အတွက် y ကလည်းဘယ်တော့မှ3မဖြစ်ဘူးအဲ့တော့သူ့ရဲ့ပုံကိုအမားတို့ဆွဲမယ်ဆိုရင်ဒီကောင်ကဒီလိုတဖြည်းဖြည်းကတ်လာပြီးတော့မှတဖြည်းဖြည်းအပေါ်တက်သွားရမလားဒီလိုပေါ့ဒီခဏလေးနော်ပုံကအဲ့လိုပဲမလားဒီလိုကျမကတော့အရင်တော့ခွာဖြစ်မှာမဟုတ် point နေအကုန်တော့ထိမှာပေါ့ရမလားအဲ့တော့ဒီက y is equal to 2e power x plus 3နည်းနည်းတော့ရှုပ်နားတော့လဲတယ်မလားကိုယ်တိုင်လေးဆွဲတတ်မယ်မလားကိုယ်တိုင်ဆွဲဘာမှမခက်ဘူးအဲ့တော့အဲ့လိုကိုယ်တိုင်ဆွဲမယ်ဆိုရင်အရင်ဆုံးအစင်းတုပ် line လေးကဘယ်ဟာလဲဆိုတာအရင်စဉ်းစားအစင်းတုပ် line ဘယ်ဟာလဲဆိုတာအရင်စဉ်းစားအဲ့ဒါလည်းရမ်းခက်ဘူးကွာ domain နဲ့ range ကိုစဉ်းစားလိုက်တာဒီမှာဆိုရင်ကြည့်လိုက်ကွာသူ့ရဲ့အစင်းတုပ် line ဘာဖြစ်မှာလဲg of x greater than 3ဆိုတော့ g of x ဆို y ကို represent လုပ်တာပဲလေအောက်ပေါ့လေအဲ့တော့ဒီ x ဝင်ယူ y ဝင်ယူမှာဆိုအိုင်တော့ y နဲ့ကြည့်မှာဆို y greater than 3အစင်းတုပ်လိုက်အဲ့ဒါဆိုရင်အပေါ်က domain တွေကိုပြန်ကြည့်မယ်ဘယ်ရဲ့ domain တွေလဲဆိုတော့ဒီ log တွေရဲ့ domain တွေ log တွေရဲ့ domain တွေကိုကြည့်လိုက် domain တွေ x greater than 1/2
အဲ့တော့ဒီ x greater than 1.2တကယ်တမ်းဘာလိုင်းပဲလေဘာလိုင်းလဲ asymptote ပဲ asymptote ပဲဒါပေမဲ့ asymptote လိုင်းကတော့ greater than လို့မရေးဘူးလေဟုတ်တယ်မလားဒါက domain လို့ asymptote ကဘာဖြစ်မှာလဲအဲ့တော့ဒီကောင်မထိဘဲနဲ့ကတ်သွားတဲ့ line က x is equal to 1.2 1.2နားလည်မလားအဲ့ဆို asymptote လဲကိုယ့်ကိုရှာတတ်မလား Okay ရမယ်နော်အဲ့ဆိုပုံဆွဲလဲဘာမှမကောက်အဲ့တို့ x0 y0 အဲ့လိုပဲပေးလိုက်ရမလားပုံဆွဲတာဘာမှမကောက်အဓိကအဲ့တို့ပုံဆွဲပြီဆိုရင်ဘာတွေကအရေးကြီးလဲဆိုရင်ဒါမျိုး exponent တို့ဒီ log graph တွေဆိုလို့ရှိရင်ကြတော့ဒီ y ဝင်ရိုးဖြတ်မှတ်တို့ပြီးလို့ရှိရင် asymptote line ရဲ့ equation တို့x ဝင်ရိုးဖြတ်တယ်ဆိုလဲ x ဝင်ရိုးဖြတ်မှတ်တို့အဲ့ဒါတွေကအရေးကြီးတယ်ဆိုတော့ဝင်ရိုးဖြတ်မှတ်တွေပါရင်ရပြီယူရိုပုံကလုံးဝကြီးမှန်နေစရာမလိုရမလားရုပ်တိရှိရင်ဆိုရအတိုင်းတာကြီးမှန်ကြမလို့ coordinate တစ်ခုချင်းချစရာမလိုအဓိက x ဝင်ရိုးဖြတ်မှတ် y ဝင်ရိုးဖြတ်မှတ် asymptote ပိုင်း asymptote line အဲ့ဒါလေးပါဖို့ပဲဘယ် graph ဆွဲဒါမှမဟုတ်ရမလား okay ရမယ်နော် okay အဲ့တော့ okay domain နဲ့ range ပြောတာကျွန်မလည်းမောသွားပြီကဲနောက်တစ်ခုပြောဦးမယ်မလေးတော်မောတော့နောက်တစ်ခုပြောမယ်ကဲလို့နောက်တစ်ခုကဘာလဲဆို i နဲ့စတယ်ပြောင်းမြန်နေဘာတွေလဲ Inverse. inverse ဟုတ်ပြီနော်အဲ့ look ပြန်လာလို့ရပြီ look ပြန်လာလို့ရပြီ okay ဆိုတော့ inverse တွေinverse function တွေအဲ့တော့ function တွေတိုင်းမှာ inverse ရှိလားကဲသွားမယ်လား မရှိပါဘူး မရှိဘူးမ okay အဲ့ဆိုခုနက mapping တွေကိုပြန်ခေါ်မယ်ကဲလာ mapping လေးတွေ mapping တွေကိုပြန်ခေါ်မယ်ဘာတွေရှိလဲ1 one many one many 1 many ရမလားအဲ့တော့အဲ့ဒီအထဲမှာဘယ်ဟာ function လဲဆိုရင်အပေါ်ကနှစ်ခု1နဲ့ချိန်တဲ့ကောင်တွေက function function okay နော် function ဟုတ်ပြီအဲ့တော့အပေါ်ကနှစ်ခုပဲစိုက်ကြည့်လိုက်အဲ့ဒီ function ထဲမှာမှဘယ်ဟာမှာပဲ inverse ရှိတာလဲ okay function နှစ်ခုထဲမှာမှဒီ1မှာပဲပါရှိရလဲ inverse ရှိတာ inverse ရှိတာဆိုတော့အမှန်လေးချစ်လိုက် okay inverse ရှိတာအဲ့တော့ many 1မှာက inverse မရှိဘူးအဲ့တော့ပုံမှန်ပဲပြောမယ်ဆိုရင် many 1က inverse မရှိဘူး1 many တော့မပြောနဲ့တော့1 many ကဘာကိုမဟုတ်ဘူးလေ function function ကိုမဟုတ်ဘူးအဲ function ကိုမဟုတ်တဲ့ဟာကိုစဉ်းစားကြည့်မလို့တော့အဲ့တော့ I know ကိုမှတ်ထားမယ်နော်ဆောင်းဝဲမှာခေါင်းမလျှော့အောင်စာမေးပွဲမှာဒီကောင်ကဘာလို့ inverse ရှိတာလဲဒီကောင်ကဘာလို့ inverse မရှိတာလဲအဲ့တော့ f of x ကဘာလို့ inverse ရှိတာလဲ f ကဘာလို့ inverse မရှိတာလဲအဲ့လိုမေးရှိတယ်ဆိုရင်ဘာမို့လို့ရှိတာလဲ 1 to 1မို့1 function မလို့ရှိတာ1 မပင်လို့ရေး function လို့ရေးမှန်တယ်အဲ့တော့ရှိတယ်ဆိုရင်ဘာလို့ရှိတာလဲ1 function မလို့ရှိတာမရှိဘူးဆိုရင် many one မလို့ many 1မလို့မရှိတာ 1 okay မဟုတ် many ဘူး 1မလို့မရှိတာ1 မဟုတ်လို့1 မဟုတ်လို့လည်းပြောလို့ရတယ် yes 1 မဟုတ်လို့လည်းရေးလို့ရတယ် many 1မလို့လည်းရေးလို့ရတယ်ဒါပေမဲ့ many ပေါ့အဲ့ဒါပဲလေ1 မဟုတ် many 1ပဲရှင်းရတော့အဲ့နှစ်ခုပဲအဲ့တော့ကျွန်မလည်းရှင်းလို့ရနော်ကျွန်မတစ်မျိုးဆိုရှင်းတော့တစ်မျိုးဆိုကျွန်မလည်းလဲကုန်ကဲဟုတ်ပြီအဲ့ဆိုနောက်တစ်ခုဆက်ပြောမယ်ဒါပေမဲ့တစ်ခုရှိတာကသူပေးထားတဲ့ equation ကြီးဟာ many 1ပေးပြီးတော့သူက domain ကန့်တက်လိုက်တဲ့အချိန်မှာ inverse ရှိနေတယ်ဆိုတာမျိုးဖြစ်နိုင်တယ်ရမလားအဲ့တော့ပြောပြမယ်ဘလို့ခြေတင်မျိုးမှာလဲဆို many 1က many 1 function က inverse မရှိတာမှန်တယ်ဒါပေမဲ့အမြဲတမ်းမရှိတာမဟုတ်အဲ့ဒါအကောင်းထဲမှာမှတ်တာနော် many 1ဆိုရင်မရှိဘူးမှန်တယ်ဒါပေမဲ့ဘယ်ခြေနေမှာရှိနိုင်သေးလဲအဲ့ဒါရှိတယ်ဘလို့ခြေနေမှာရှိတယ်ဘလို့ခြေနေမှာမရှိအဲ့တော့ဘယ်ခြေနေမှာရှိလဲဆိုမှတ်ထားမယ်နော်ဒီ many 1 function ကြီးကိုdomain ကို restrict လုပ်လိုက်လို့ရှိရင်restricted domain လို့တခါရေးပေးလိုက်မယ် euro ဆောင်ဝင်းမှာအသိရေးလို့ရ restricted domain အဲ့ domain ကိုဘာလုပ်လိုက်တာလဲ ကျွတ်လို့လိုက် ကန်တ ကန့်တက်လိုက်တာ ကန့်တက်လိုက်တာဟုတ်တယ်မြန်မာလိုပြောရင်ဆို domain ကိုကန့်တက်လိုက်တာ domain ကိုဘယ်နဲ့ဘယ်ချဒါမှမဟုတ်ဘယ်လောက်ထက်ကြီးတာဘယ်လောက်ထက်ငယ်တာဆိုပြီး domain ကို restrict လုပ်လိုက်တယ်ဆိုရင် inverse ဘာဖြစ်လဲ ရှိရ ရှိနိုင်တယ် yes inverse ရှိတယ် I know ပုံနေဆွဲခိုင်းတယ်လေ f of x နဲ့ f inverse of x ဆိုပြီးပုံနေဆွဲခိုင်းတယ်အဲ့ဒီဆွဲခိုင်းတဲ့ပုံတွေကများသောအားဖြင့်မြင်းကွေးလားမြင်းဖြောင်း ကိုယ် ရင်းကိုလေးတွေ ကွေး မြင်းကွေး1 ဆို I know မြင်းဖြောင်းပဲဖြစ်မှာပေါ့ဟုတ်1ဆိုဖြောင်းနေမှာပေါ့ many 1တွေကိုသူတို့က domain ကန့်တက်လိုက်တာဘယ်နဲ့ဘယ်ကြားကိုပဲဆွဲပါဆိုပြီး I know ပုံဆွဲခိုင်းလိုက်တာအဲ့ဒါကြောင့်မြင်းကွေးတွေကိုမှ I know inverse ရှာလို့ရနေတာဘာဖြစ်လို့လဲမေကွန်မာကလေး domain ကိုကန့်တက်ပေးလိုက်လို့အကယ်၍များသူတို့က domain ကိုတစ်ခါလေးဆိုထားပါတော့
inverse ရှိနိုင်လားလို့မေးရကောဥပမာ many one function ကိုပေးပြီး inverse ရှိနိုင်လားလို့မေး yes ရှိနိုင်တယ်ဘယ်အခြေအနေမှာလဲ domain restricted လောက်လိုက်တဲ့အချိန်မှာ domain ကို restricted လုပ်လိုက်လို့ရှိနိုင်တယ်ဆိုတော့ဒါတမတ်တန်မေးရင်လည်းဖြေနိုင်တယ်တစ်ခါညံစမ်းမေးရကွာသိရမလားအိမ်မက်ကတော့ဒါပေမဲ့အဲ့လိုမျိုးယူမကြော်သွားနဲ့ကွာနည်းနည်းဆရာကြရဆိုပြီးဖြေခဲ့လိုက်ဟုတ်တယ်မလားဆရာကြရင်ဆရာကြီးသိတယ်နို့လောက်မဖြုံးဆိုပြီးဖြေခဲ့လိုက်ဆိုတော့ restricted domain လုံးလိုက် inverse ရှိတယ်အဲ့တော့ example ပေးမယ်နော် example ပေးမယ်ဆိုတော့အဲ့ restrict လုပ်တဲ့နေရာမှာလေဘာဖြစ်သွားအောင် restrict တာလဲသိလားဘာဖြစ်သွားအောင် restrict လဲဆို1 ဖြစ်သွားအောင် restrict တာဥပမာပေးရရင် y is equal to x square y is equal to x square ဆိုတဲ့ equation ကိုကြည့်လိုက်ဒီကောင်က1 or many 1 many many one many ဟုတ်တယ်အဲ့ဒီ many 1မှာ domain ကငကိုတော့ကအကုန်ဖြစ်နိုင်တယ် domain ကဘာလဲ domain is the domain က x is the Orion number Orion number subset of real number real number ကြီးအကုန်ဖြစ်နိုင်နေတာဒါ original သူ့ရဲ့ many 1ဒါသူ့ရဲ့ many 1အနေနဲ့ဆို yes အကုန်ဖြစ်နိုင်တယ်လေပြောရမလို့ graph ကလည်းဒီလိုကြီးထွက်မှာလေဟုတ်လားအဲ့လိုကြီးထွက်မှာဆိုတော့အကုန်ဖြစ်နိုင်တယ်အဲ့တော့ x ကကြိုက်တာထက် y နေတာသွားတူမှာဟုတ်လား x ကကြိုက်တာထက် y နေတာသွားတူမှာဆိုတော့အဲ့ဒီမှာဆိုလို့ရှိရင် I know ကသူ့ကို domain ကန့်သက်ပေးရမယ် inverse ရှာဖို့အတွက်အဲ့တော့1 ဖြစ်သွားအောင်ကန့်သက်မှာ1 ဖြစ်သွားအောင်ကန့်သက်မှာဆို I know ပုံကိုကြည့်ပြီးတော့စဉ်းစားလို့ရတယ်1 ဖြစ်သွားအောင်ကန့်သက်မယ်ဘယ်လိုကန့်သက်လိုက်မလဲဘယ်လိုကန့်သက်ကြလဲ တချမ်းတချမ်းကိုပဲယူလိုက်ပါ yes မှန်တယ်တချမ်းကိုပဲယူလိုက်ပါတချမ်းဆို1ဖြစ်ပြီလေဘာလို့လဲဆိုတော့ပုံမှန်ဆိုရင်เนาะဒါ y is equal to a square ဆိုတော့ပုံမှန်ဆိုလို့ရှိရင် I know x က okay 0ထည့်ရင်0 1ထည့်ရင်1ထည့်ရင် 1ထည့်ရင် 1 minus 1ထည့်ရင်လေ 1 1အဲ့လိုသွားတူနေရင် many 1ဖြစ်နေဦးမှာအဲ့တော့တချမ်းကိုပဲယူလိုက်တော့မယ်အဲ့တော့ကျမတို့ဒီတချမ်းကိုယူလိုက်မယ်ဟိုဘက်ကိုမြူတော့ဒီဘက်တစ်ချက်အောင်ပဲယူလိုက်မယ်အဲ့ဒါမှ x တစ်မျိုး y တစ်မျိုး x တစ်မျိုးချင်းစီတိုင်းက y တစ်ခုချင်းစီကိုပဲသွားချိန်မှာဟုတ်လားနှစ်ဖက်လုံးကဟာကိုအဲ့လို I know ဖြတ်တဲ့နေရာမှာလဲเนาะအဲ့ domain restrict လုပ်တဲ့နေရာမှာလဲတစ်ခုရှိတယ်ဒီကြားထဲကကောင်ပဲ restrict လုပ်လို့ရမလားမရဘူးဘာလို့လဲ x တန်ဖိုးတွေကမတူတဲ့ x တန်ဖိုးတွေက y တန်ဖိုးတစ်ခုတည်းကိုပဲသူကသွားချိန်နေအောင်ပါအဲ့လိုလုပ်လို့မရအောင်အဲ့ကြတော့ I know ကယူမယ်ဆိုရင်ဒီ minimum point อ่ะနိတစ်ချမ်းကိုပဲယူရမယ်အဲ့တော့ဒီတစ်ချမ်းကိုပဲယူလိုက်မယ်ရမလားအဲ့ဒါဆိုရင် domain ကိုဘယ်လိုကန့်တက်ပေးလိုက်တာလဲအဲ့တော့သူ့ရဲ့ domain ကိုကန့်တက်လိုက်တဲ့ domain ကိုပြော 0နဲ့ domain အနေနဲ့ပြောလေ ဟိုဘက်ကိုလောက်တယ်ဆိုလို့ရှိရင် greater than 0ဒီဘက်ကိုလောက် hိုဘက်ကိုလောက်ရင်ဆိုရင်တော့ less than 0ဒါပေမဲ့များသောအားဖြင့် I know greater than ဘက်ကိုပဲယူကြအများတယ်ရမလားဆိုတော့ greater than ဘက်ကိုပဲယူကြအများဆိုတော့အဲ့တော့ domain ကိုအဲ့လိုပဲကန့်တက်လိုက်တယ်အဲ့လိုကန့်တက်လိုက်ရင်သူကဘာဖြစ်သွားလဲဒါဆို inverse ရှိပြီလေဟုတ်လားဒါဆို I know inverse ရှိပြီရှာလို့ရပြီပုံဆွဲလို့လည်းရပြီအဲ့တော့များသောအားဖြင့်ပေါ့နော် quadratic တွေဆိုရင်ဘယ်မှာ inverse ရှိရများလဲဆိုရင် quadratic တွေအတွက် inverse ကဘယ်တော့မှဆိုဒီဒါဘာ point လဲ turning point turning point ဒီမှာဆိုရင်ဒီကောင်က minimum minimum โอเคအဲ့တော့ဒီလိုကောင်နေကြတော့ဒီကောင်က maximum များသောအားဖြင့်ဒါမျိုးgraph တွေဆိုလို့ရှိရင် quadratic တွေပေါ့နော် quadratic တွေ parabola ပုံတွေဆိုဘယ်တော့မှဆိုကျမဖြောင်းမြန်ကြီးစိတ်နဲ့လူနဲ့ကိုကတ်သေးလားမသိတုံတုံနေလို့ maximum အဲ့တော့ဒီလိုမျိုး maximum ဆိုလို့ရှိရင် I know ကဘာလဲဆိုတော့သူ့ရဲ့ဒီ maximum minimum point တွေမှာပဲများသောအားဖြင့်တစ်ချမ်းအောင်ယူအဲ့ဆိုဟိုဘက်ချမ်းမပါတော့ရင်1ဖြစ်သွားတယ်နားလည်မလားပေါက်တယ်နော်အဲ့ဆိုရင်အဲ့လေးကိုသိစေချင်တာညံစမ်းမေးလာရင်ပေါ့1ဆိုရင် inverse ကဘယ်တော့မှဆို1မှာပဲရှိတယ်ဟုတ်ကဲ့နော် inverse ကဘယ်တော့မှဆို1မှာပဲရှိတယ်အဲ့တော့ function နှစ်ခု many 1နဲ့ many 1မှာ1မှာပဲ inverse ရှိတယ်ဒါပေမဲ့ many 1ဆိုလို့ရှိရင်တော့ inverse မရှိဘူးဒါပေမဲ့ many 1ရဲ့ domain ကို1ဖြစ်သွားအောင် restrict လုပ်လိုက်တယ်ဆိုရင် inverse ရှိလားမရှိဘူးလားရှိရမှာ ရှိပါ ဒါသူ့ရဲ့ theory ကဒါပဲအဲ့ဒါကိုကျမတို့ပတ်ပြီးရှုပ်ပြီးခံတကယ်တမ်းဆိုဘာမှမခံရမလား okay အဲ့တော့ပု္ပ္ပစာတွေရှိတယ်နေုံပု္ပ္ပစာတွေရှိတယ် inverse နဲ့ကျမတို့ inverse ရဲ့ domain range နဲ့ရိုးရိုး original function ရဲ့ domain range ကိုဆက်သွယ်ထားရရှိတယ်နှစ်ကြောင်းဟုတ်လား
စာအုပ်ထဲမှာနှစ်ချောင်းပါတယ်ဘာတွေလဲ ဒီရိုးရိုးဟာရဲ့ domain ကinverse ရဲ့ range ရိုးရိုးဟာရဲ့ range က inverse ရဲ့ domain ဟုတ်တယ်အဲ့တော့ပြောရမယ်ဆိုရင် the domain of f of x is the range of f range of f inverse of x inverse ကလို့ရေးရတည်ရနော်ဟုတ်ပြီ the range of f of x is domain of domain of f inverse of x ရမယ်နော် okay ဆိုတော့ဒါကလိုလေတကယ်တမ်းကလေ I know ဘာသိရင်ရပြီလဲဆိုတော့ domain တွေ range တွေအဲ့တော့နော် ရိုး f of x ရဲ့ domain နဲ့ range ကိုသိရင်ရပြီကျန်တာဘာလုပ်လိုက်ရုံလဲပြောင်းပြန်လဲလာရုံဟုတ်တယ်ပြောင်းပြန်လည်လိုက်ရုံပဲအဲ့တော့တစ်ခုပဲသိရင်ရပြီအဲ့ဒါကြောင့်ပုံဆွဲရင်လည်းတူတူပဲပုံဆွဲရင်လည်း f of x နဲ့ f inverse ရဲ့ပုံကိုဆွဲခိုင်းနေဆိုရင် I know ဘယ်မှာ reflect ဖြစ်တာလဲမေ့သွားလို့အဲ့ဒါလေးပြောဖို့ပုံကy is equal to 8ခုနကတော့ဒါ y is equal to x square ဒီအပိုင်းလေးကိုပဲယူလိုက်မယ်ဘယ် line မှာ reflect ဖြစ်တာလဲ y is equal to x line မှာဘယ် line လဲဆိုဒီ line မမြင်ကြပါစို့ဒီ line ဒါပါ line လဲ y is equal to x line အဲ့တော့ f of x နဲ့ f inverse of x ကိုတပုံထဲမှာဆွဲခိုင်းရင် f of x ကိုပဲဆွဲလိုက်ပြီးရင်ကျန်တဲ့အောင် point တွေကိုဘာလုပ်လိုက်အောင်မလဲဟိုဘက်ကို reflect လုပ်လိုက်တာအဲ့တော့ y is equal to x line မှာ reflect လုပ်တာဖြစ်တဲ့အတွက် when ငကူတုံးက f of x ရဲ့ point က 1.2 ဆိုရင် reflect လုပ်လိုက်ရင်ဘာဖြစ်သွားမှာလဲ 2.1 မလေး minus မပါဘူးနော် no minus x နဲ့ y နဲ့နေရာချင်းတာ y is equal to x line မှာ reflect ဖြစ်တာဖြစ်တဲ့အတွက် x နဲ့ y နဲ့နေရာချင်းတာအဲ့တော့ 1.2 ဆိုရင် 2.1 3.5 ဆိုရင် 5.3 minus 2.1 ဆိုရင်minus 2.1 ဆိုရင် minus 2ရမယ်နော် x နဲ့ y နဲ့နေရာချင်းလိုက်အောင်ပဲအဲ့တော့ကျမတို့ပုံဆွဲပြီဆိုရင်နှစ်ပုံလုံးကြီးကို point ချနေစရာမလိုဘူးပထမပုံ y is equal to ဒီကောင် f of x ဆို y is equal to f of x ကိုပဲဆွဲလိုက်ပြီးရတယ်အမထိသွားတဲ့နေရာတွေကတော့ပြန်ထိမှာလေဟုတ်တယ်မလား y is equal to x မှာဖြတ်သွားတဲ့ဒီ point တွေဒါမှမဟုတ်0 point တွေကတော့ထိပြန်တဲ့ point တွေအကုန်လုံးဘာလုပ်လိုက်ရုံပဲလဲ reflect လုပ်လိုက်ရုံပဲဆိုတော့အဲ့ဒါကိုကျမတခြားအရာနဲ့ဆွဲလိုက်မယ်ဒါမှဆို reflect လုပ်ရရုံပဲဒါပါလေ y is equal to f inverse of x အဲ့ဒီမှာ I know label တွေဘာတွေ label လောက်အောင်လဲဆိုလေဒီဖြတ်တဲ့ point တွေတောင်မလုပ်လဲဘာမှမဖြစ်ဘူးအဲ့ဖြတ်တဲ့ point တွေတောင်အဲ့လောက်ရေးမကြည့်ဘူးဘာရေးကြည့်လဲဆိုဒီဟာရေးကြည့်ရမယ်နော်ဒီလို x ဝင်ရုပ်ဖြတ်တဲ့ point y ဝင်ရုပ်ကိုဖြတ်တဲ့ point ပြီး labeling ကမမေ့နဲ့နော် label တွေပြည့်စုံတက်နော်ရမလားအဲ့ဒါပါဓမ္မအမှတ်လျှော့စရာမရှိပါပုံကိုကပုံဆွဲနိုင်ရင်ပုံနဲ့အမှတ်ကယ်လို့ရတယ်ဒါပေမဲ့ဒီ revision အောင်မှလာ join မှာတော့ euro ထဲမှာအောင်မှတ်ပဲဖြေမဲ့သူတယောက်မှပါမယ်တော့မထင်ပါဘူးနော်အကုန်လုံး A star try မို့လာဟုတ်တယ်မလားဟုတ်တယ်နော်ဟုတ်တယ်မတယောက်တော့နောက်မှဖြေမဲ့သူကဟုတ်တယ်လို့ဟိုမှာ euro လဲအောက်တိုဘာနိုမှာဖြေမဲ့လူတွေကျုံလိုက်တော့ရမလားအဲ့ဆိုနားလည်မယ်နော်အဲ့တော့ inverse ရဲ့ပုံကိုဆွဲမယ်ဆိုရင်ဘယ် line မှာ reflect ဖြစ်လဲ y is y equal Y is equal to x okay y equal to x ဘယ်တော့မှမမေ့နဲ့နော်ရမယ်နော်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင် I know ဘာကျန်သေးလဲ okay အဲ့တော့ domain တွေ range တွေကလည်း European ရေးတတ်မယ်နော်ရေးတတ်မလားရေးတတ်ပါတယ်မရေးတတ်မယ်နော်ဟုတ်ပြီအဲ့ဒါဆိုရင်ဘာကျန်သေးလဲဆိုတော့ကျမတို့နောက်ဆုံးတစ်ခုကျန်သေးတယ်အဲ့ဒါဘာလဲဆိုတော့ composite function လားမ composite function ယူလို့ရတယ်အဲ့ဒါကျမမပြောတော့ဘာလို့လဲဆိုတော့ရတယ်ပါဟုတ်တယ်မလား composite function တော့ရမှာမလားအကုန်လုံးကx တွေအစားထိုးလိုက်တာပဲလေဟုတ်တယ်မလား fg of x ဘာညာယူလို့ရပြီလားဟုတ်တယ်မလား inverse ရှာတာရော inverse ကိုဘယ်လိုရှာလဲအဲ့ဒါလေးတော့ပြောလိုက်မယ် inverse ဘယ်လိုရှာလဲ f of x လေဘာလေးပြော y ပြ ဟွာလေအဲ့ composite function ကိုတော့ရှာရတယ်အဲ့ composite function ရဲ့ domain တွေ range တွေမေးလာရင်ဒါမသိတော့ဟုတ်တယ်မအဲ့ဒါမေးမလို့ပဲဟုတ်တယ်energy ကိုအရင်ကြိုက်နေပြီဆိုတော့ composite function ရဲ့ domain တွေ range တွေကိုမေးရဲဆိုရင် domain ကိုမေးရင်ကြတော့အတွင်းထဲကကောင်ရဲ့ကောင်ကိုအရင်စဉ်းစားရမလားအတွင်းထဲကကောင်ကိုအရင်စဉ်းစားဥပမာ f g of x လို့ပြောလို့ရှိရင်သူ့ရဲ့ domain ဆိုရင်အဲ့တော့ဘာကိုစဉ်းစားရမှာလဲဆိုအဲ့ g of x ရဲ့ကောင်ကိုအရင်စဉ်းစားဘာလို့လဲအဲ့ဒီ x တန်ဖိုးကဘယ်ထက်အရင်သွားမှာလဲ
G ရဲကိုရင်သွားမှာ G ရဲ့ကိုရင်သွားမှာလေဟုတ်တယ်မလားဥပမာမပေးတော့ရှင်တို့ဒီမှာဥပမာရဲမကျွမ်း 2x plus 1ပဲထားပါတော့ okay G of x ကကြတော့ root x ပဲထားလိုက်တယ်ဒါဆိုဒီမှာနည်းနည်းကျွမ်းလာကဲအဲ့တော့ f G of x ကဘာဖြစ်မလဲ 2 root x root x plus 1ဟုတ်တယ်လေ 1 ဟုတ်တယ်အဲ့တော့ 2 x plus 1အဲ့တော့2 x plus 1မှာ x domain ကိုမေး f(g) of x ကြီးတစ်ခုလုံးရဲ့ domain ကိုပြောပါဆိုအတွင်းထဲကကောင်ရဲ့ domain ကိုအဓိကစဉ်းစားရမှာဘာလို့လဲ x ကိုကအဲ့ဒီ g ရဲ့ကိုယင်ထည့်မှာဟုတ်လား f တဲ့ကိုနောက်မှာလေအဲ့တော့ဒီ root x ကြီးတဲ့ကို x တန်ဖို့ဝင်ရမရအရေးကြီးတာပြောချင်တာအဲ့လိုအဲ့တော့ဒီမှာဆိုကြည့်လိုက် g of x g root x ကိုကြည့်လိုက်အဲ့တော့ root x ထဲမှာအဲ့လိုဘာပဲထည့်လို့ရမှာလို့ domain greater than 0 greater than 0 greater than or equal 0 greater than or equal to 0ဟုတ်တယ်တယောက်ကမှားတာလေးတယောက်ကထောက်ကျမတို့အကုန်လုံးသွားဖြစ်ရင်100ပဲရမှာဟုတ်တယ်မလားဒါပေမဲ့တော့ထောက်ပေးမယ်လို့မရှိဘူးနော်အဲ့တော့သေချာမှတ်ထားကြအောင်အဲ့တော့ greater than or equal to 0 okay range ရတော့ okay ဒါပေမဲ့တစ်ခုချင်းစီကိုပြန်သွားမယ်နော်အဲ့တော့ဒီ f of x ကိုကြည့်လိုက် f of x မှာ f of x ရဲ့ domain ကပြော domain real number real number ဒါတော့ real number ဟုတ်တယ်ဒီကောင်ကကြောင့်မှ x greater than or equal to 0ဟုတ်လားအဲ့ဆိုကျွန်တော်တို့ဘယ်ဟာကိုယူတာလဲ domain ကိုဘယ်ဟာယူလိုက်တာဘယ်ကောင်ဟာယူရ f ဟာယူရလဲ g ကယူရလားအဲ့လိုမေးချင်တာ G ကြီးအောင်ယူတာကြီးအောင်ယူဘာလို့လဲဆိုတော့ x တန်ဖို့ကဘယ်တဲ့ကိုယင်ဝင်တာလဲကြီးတဲ့ကိုယင်ဝင်တာကြီးနဲ့ယင်တွေ့တာအဲ့တော့ g of x တဲက x ထဲမှာထဲလို့မရဘူးအဲ့ဒီတို့မဲ့အဲ့ဒီ x တဲဝင်လို့မရရင်တကူလုံးကြီးနဲ့ရမှာမဟုတ်ဘူးရမလား g တဲ့ကိုယင်ဝင်ရမှာမလို့အဲ့တော့ domain ကိုမေးတယ်ဆို composite function မှာ domain တွေကိုမေးလာပြီဆိုရင်အတွင်းထဲကကောင်အဲ့ကောင်ကိုယင်စဉ်းစား okay range ကြတော့နှစ်ခုလုံးတော့ဟုတ်တယ် range ကတော့နှစ်ခုလုံးလေဒါပေမဲ့ g of x တဲကထွက်လာတယ်တခုတော့ရှိတယ် g of x တဲကထွက်လာတဲ့ကောင်က g of x ရဲ့ range ကအရေးမကြီးဘူး g of x ရဲ့ range က g of x ရဲ့ထွက်လာတဲ့ကောင်က f of x ရဲ့ကသူက domain ပြန်ဖြစ်မှာဟုတ်ဒါပေမဲ့ဒီပုံစံမှာဆိုကြည့်လိုက် range ကဘာဖြစ်မှာလဲဒီပုံစံမှာဆိုရင်လောက်ပါအောင် range 2 root x plus 1 range 2 root x က greater than or equal to 0ဆိုတော့ 2 x က greater than or equal to 1 greater than or equal to 1ဟုတ်လားဟဲ့ greater than or equal to 1လား minus မဖြစ်နိုင်ဘူးလား minus မဖြစ်နိုင်ဘူးလား minus ဟဲ့ root x ရဲ့ရှိမှာ plus or minus ရှိရမဟုတ်လား ဟုတ်တယ်အမ ဟုတ်တယ်လေအဲ့တော့ minus ဖြစ်နိုင်လားမဖြစ်နိုင်ဘူးလား ဖြစ်နိုင်တယ် ဖြစ်နိုင်နေမလားဟုတ်လား nova တို့ဖြစ်နိုင်နေမလားဟုတ်တယ်လေ အမကအဲ့ဘိုင်းမှာအုံနောက်ပါမလား ဟုတ်တယ်အမနားမလဲတော့အဲ့ဒီဟိုခုနကမှလေ f တရော g တရော f တရော g တရောနားမလဲတော့အမ အဲ ကျောင်းမှာဆိုလဲအဲ့ဟာတမတ်နမတ်နဲ့ပြုတ်ကြံနေတယ်အဲ့ဟာ ဟုတ်လေဒီမှာဆိုရင် root ကြီးလေ root က plus ကော minus ကိုဖြစ်နိုင်နေမို့လားခုနကကျမတို့ y is equal to root x မှာဒီ root ကရှေ့မှာ plus or minus ရှိရဲဟုတ်လားအဲ့ plus ကော minus ကိုဘာဖြစ်လဲ ဖြစ်နိုင်တယ် ဖြစ်နိုင်တယ်ဖြစ်နိုင်တယ်ဆိုတော့ကျမတို့ကသူ့ကိုသွားပြီး greater than 1လို့ပြောလို့မှမရတာ minus ကြီးလည်းဖြစ်ရင်ဖြစ်မှာလေဟုတ်လားအဲ့ကြတော့သူ့ရဲ့ range က f g of x is the subset of Fourier numbers Fourier numbers ဒီနေ့မှကုန်ဖြစ်နိုင်တယ်ရမလား minus တွေလည်းကုန်ဖြစ်နိုင်တာရမလားအဲ့တော့ composite function တွေဆိုလို့ရှိရင်အတွင်းထဲကိုဝင်နေဆို composite function အရင်ပြောင်းလိုက်ဟိုမှာ fg of x ဆိုရင်သူက fg of x ကိုအရင်ရှာပေးလိုက်ရှာပေးပြီးတော့မှ domain ပါဖြစ်နိုင်လေ range ပါဖြစ်နိုင်လေနှစ်ခုပေါင်းပြီးစဉ်းစားပေးအဲ့လိုပြောချင်ရမလားနှစ်ခုပေါင်းပြီးစဉ်းစားတကတလေမှာအမနှစ်ခုစလုံးကိုရတဲ့ဟာကိုအဲ့ဒါကိုပြောရမှာနှစ်ခုစလုံးရနိုင်တယ်နှစ်ခုစလုံးပြည်လည်မှာပေါ့နှစ်ခုစလုံးမပြည်လည်ရ ပြည်လည်နိုင် ချွင်းချက်ရှိသွားပြီချွင်းချက်ရှိသွားရင်ပြန်ပြောရမှာလေဒီကောင်ကဒီအတွက်ပြည်တယ်ဒီအတွက်တော့မပြည်အဲ့တော့ပြန်ပြောအောင်ပေါက်လားပေါက်တယ်မပေါက်ရင်ပြီးဟုတ် โอเค
composite function ကကျွန်မလွယ်လို့မပြောတာပါဒါပေမဲ့အဲ့ domain နဲ့ range သဘောတရားကိုရသွားရင်ဆိုရပြီကဲနောက်လေးတော့ဒါလေးတော့မဖြစ်တော့ကဲနောက်တစ်ခုဘာကျန်သေးရအောင် modulus ဟုတ်တယ်နော်မကျန်တော့ဘူးလားဒါပဲနော်အော်မဟုတ်ဘူးခုန inverse ပြောမလို့လေရှင်းလို့မိလိုက်နေကျွန်မပါ miss inverse ရှာတဲ့ဟာကိုပြောမလို့လေ inverse ရှာတဲ့ဟာဘလို့ရှာလဲ inverse function y လေးထားပြီးရှာမှာ y အကြောင်းက y လေးထား ဟုတ် ပြီး တယ်ယူပြမယ်နေf of x is equal to 2x plus 5ပဲထားပါတော့အဲဒါဆိုရင် y let y be 2x plus 5အဲ့တော့ let y is equal to f of x ပါကြော်ပါကျွန်မအစစ်မကြော်တော့ပါခဏနေကျွန်မလိုလိုက်ကြော်နေမှာအဲ့ y is equal to 2x plus 5အစစ်မကြော်တာကောင်းတယ်ဘာလို့လဲဆိုတော့နောက်ပိုင်းအကျင့်ပါရင်လက်ကတွက်သူမြင်သွားမှာအဲ့တော့မကြော်ပြတော့ရမလားအဲ့တော့ y is equal to 2x plus 5 x နဲ့ y နဲ့ဘာလုပ်မှာလဲ နေရာချင်းချင်း နေရာချင်းအဲ့ဒီနေရာချင်းတာဘာလို့ချင်းတာလဲဆိုတော့ x နဲ့ y နဲ့နေရာချင်းလို့လေ y is equal to x တိုင်းမှာဘာဖြစ်တာလဲ y is equal to x တိုင်းဖြစ်လာ reflect ဖြစ် yes reflect ဖြစ်တာအဲ့ဒါကြောင့် x နဲ့ y နဲ့နေရာချင်းတာအဲ့ဒါလေးကိုလည်းမြင်လိုက်ရမလားအဲ့တော့ x နဲ့ y နဲ့နေရာချင်းတယ်ဆို x is equal to 2y plus 5ပြီးရင်ဘာဆက်လုပ်မှာလဲ 5ပြန်ရှာ y ကို equation ရ ရှင်းသုံးပြန်ပို့မှာဟုတ်တယ်အဲ့တော့2y is equal to x minus 5 y is equal to x minus 5 by 2 by 2အဲ့တော့နောက်ဆုံးဖြည့်တဲ့ f inverse of x is equal to x minus 5 by 2ဒါပေမဲ့တစ်ခုရှိတယ်နော်တစ်ခုရှိအဲ့တော့ domain တွေ range တွေ inverse ရောက်မှာပြန်ရှာခိုင်းနေဆိုတဲ့အခြေအနေမှာအဲ့တော့ तू inverse ကဘာရလဲဆိုတဲ့အဖြေကိုလည်းကြည့်ရတယ်တခါတလေမှာကွာ तू ကရိုးရိုး function ကိုတော့မပေးထားဥပမာထားပါ f of x ကို तू ဘယ်လောက်ပါလို့ပေးထားပြီးတော့ f inverse ရှာခိုင်းတယ် f inverse ရှာပြီးသွားတဲ့အချိန် I know တခါလေမှာဆို plus ဖြစ်နိုင်လား minus ဖြစ်နိုင်လားပြန်စဉ်းစားရတယ်အဲ့လို domain နဲ့ချိန်ပြီးတော့အဲ့တော့အဲ့လိုနှစ်ခုရှင်ပြီးစဉ်းစားရတဲ့နေရာလေးဖြစ်တယ်အဲ့ဒါကကြတော့ယူရိုပုတ်စာတွက်ရင်ပို့မြင်မယ်အဲ့တော့အမဒီနေ့ revision ဟွာပြီးသွားရင်အမဘာပြန်တွက်စီခြင်းလဲဆိုတော့ပုံနှိပ်ထဲကယူရို3နဲ့ပုံနှိပ်ထဲက function နောက်ဆုံး exam side question ပြန်တွက်ဘူးပုံလားမသိရှိတာเนาะအဲ့ဒါပြန်တွက်မယ်အဲ့လေးပြန်တွက်အဲ့ပြန်တွက်တဲ့အချိန်မှာမရရင်ဆိုရင်တော့လာမေးလိုက်ပေါ့အမအားတဲ့အချိန်ဖြေထားပေးမယ်โอเคဆိုတော့ topic question တွေကမနှက်ပြန်ပို့ပေးမယ်မနှက်ပြန်အဖြေရောမေးခွန်းရောပို့ပေးလိုက်မယ်အဲ့ဒါလေးယူရိုတွက်ကြည့်ပေါ့ဒါပေမဲ့ topic question အများစုကတချို့ LN ပါတယ်လော့ပါတယ်ရှိရပေါ့နော်အဲ့ဒါတွေလည်းပါမှာအဲ့ဒါတွေလည်းထည့်ပေးလိုက်မယ်ကိုရသလောက်ဖြေကြည့်ပေါ့လူကတော့သင်ပြီးသလောက်ဟာဖြေပေါ့နော်ဒါပေမဲ့မနှက်ပြန် exam ဆိုစိတ်တော်မကောင်း ရတယ်မားပြထားလိုက်တော့အစမလို့ teacher လည်းပြောရသလောက်ဖြည့်ရဲ့ ဟုတ်တယ်လေရသလောက်ဖြေပါမှဖြေဆိုတော့ okay ဆိုတော့ inverse ရှာရပြီနော်အဲ့ဒါဆိုဒီမှာ modulus သွားလိုက်တော့မယ် modulus ကျွန်မမကြဘူးတင်တာကြားရယ်နော်စာရှင်းတာ modulus ဆိုတော့ modulus ကဘာကြီးတော့ ဟောလေးတစ်ချောင်း ဟင်အချောင်းနှစ်ချောင်းဟုတ်တယ် absolute number absolute number okay ကျန်တဲ့သူတွေရော ဟို magnitude ပဲပေးတာဟိုမပေးဘူးအပေါင်းဟိုပဲထွက်တာ positive ပဲထွက်တာ okay ဆိုတော့ဒီအချောင်းနှစ်ချောင်းပြောရတော့မယ်အဲ့တော့အဲ့ဒီသူကပြောမှဆိုဘာလို့ခေါ်တာပါလိမ့်မြန်မာလို့ဆိုဘယ်လိုခေါ်လဲ ပကတိ မြန်မာလို့ဆိုရင်ဟုတ်တယ်ပဂရိတန်ဖို့ပြောတာ modulus ဆိုတာကျွန်မ6တန်းပဲအောင်တာနော်ကျွန်မ6တန်းပဲအောင်တာအဲ့ကြသိပြီအင်းပါအသက်ကောတူလားအိုင်ကြီးလားကြီးရပါမားရဲ့3နှစ်လောက်ကြီးရဲ့ အဲ့လောက်ကြီးရများတာပေါ့အဲ့လောက်ကြီးရလုံးနဲ့ဆိုတော့ modulus of -2 ဆိုရင်ထွက်လာရင် 2 2 အဲ့တော့အဲ့တဲကိုဝင်အဲ့တဲကိုသူက minus ကြိုက်တာကွာ modulus ကအဲ့တော့သူ့ထဲဝင်သွားရင် minus တွေကုန်သူစားပလိုက်တာအဲ့တော့ပြန်ထွက်လာရင် plus တွေကြီးပဲထွက်လာတယ်ဆိုတော့ modulus ကိုမှဒီပထမဆုံး function အခန်းမှာသူကဘာပဲပါသေးရလဲဆို linear သူကအမြည်ကျွေးရကွယ်သိလား linear ပဲပါအဲ့တော့ linear ဆို y is equal to mx plus e ပုံစံ equation တွေအဲ့တော့ဥပမာ y is equal to modulus of 2x plus 1လို့ပါတော့ဟုတ်လားအဲ့တော့ modulus of 2x plus 1ဆို okay ပုံတွေကဘယ်လိုပုံတွေထွက်မှာပုံတွေပုံစံ graph ကဘယ်လိုပုံစံတွေထွက်တာ
ဘာ shape တွေလဲ ပုံလေးက B shape V ထွက်မှာဒီလို V ထွက်မှာ yes ဒီလို V V ထွက် shape မှာ တွေထွက်တယ် V shape တွေထွက်တယ်တခါတလေတော့ဒီပုံအတွက်ဆိုရင်တော့ okay V shape ပေါ့ဟုတ်တယ်အဲ့တော့ပုံကဘယ်လိုထွက်မှာ 2h + 1ဆိုဘယ်မှာ vertex ကရှိမှာလဲ y0 ဖြစ်တဲ့အမှတ် y0 ဖြစ်တဲ့အမှတ် -1/2 2h + 1ဆိုတော့0ဆိုတော့ x is equal to -1/2 yes -1/2 ဒီအမှတ်မှာသူကဘာဖြစ်မှာလဲ vertex ဖြစ်မှာအဲ့တော့ပုံကဒီလိုဖြစ်မှာ okay ပုံကဒီလိုပေါ့နောက်ကျမပုံကတော့မလာဘူးပေါ့ကွယ်အဲ့တော့ 2h + 1အဲ့တော့ဒီဟာလေးတွေလည်းရှာเนาะဒီဟာလေးတွေကဒါကကြတော့ဟိုဖြစ်မှာပေါ့ x0 ဖြစ်တဲ့အမှတ်ဆိုဒီကောင်က1မှာဖြစ်မှာရမှာလားအဲ့တော့ကျမတို့ point တွေပါတက်မယ်ဆိုဒီကောင်လေးတွေမမေ့နဲ့เนาะအဲ့ဒါလေးရော label တက်ရမယ်ပြီးရင် equation ကိုပြန်ပြီးတော့အဲ့ဒီပုံရဲ့ equation ကိုပြန်တက်မယ်ပြီးကြတော့0လေးလည်းမမေ့နဲ့ပေါ့เนาะ x ဝင်ယူ y ဝင်ယူရှေ့ကဆွဲပြတဲ့လူကရှေ့ကနော်ကောင်းကောင်းမရှောင်အဲ့တော့ကျမတို့ရမယ်နော် 2h y is equal to 2h + 1ဆိုရင် v ပုံပဲထွက်တယ်ဒါပေမဲ့ v ပုံမဟုတ်ဘဲနဲ့ v ဆောက်ထိုးလဲထွက်နိုင်တယ်ဘယ်အခြေအနေမှာ အထက်ရဟာ minus ရလား ထဲထဲအောင် gradient တမို့ negative ဖြစ်တာ ဟုတ်ဘူး အပြင်ကဟာ minus ဖြစ်တယ် ဟုတ်တယ်အပြင်ကဟာအဲ့တော့ဒီတွင်းထဲကကောင်က -2h + 1ဖြစ်ယုံနဲ့တော့အဲ့ဒီကောင်က v မထွက်တော့ဘူးဆိုတာမဟုတ်ဘူးဘာလို့လဲဆိုတော့ तू က modulus အတွင်းထဲမှာရှိနေသေးတာဖြစ်တဲ့အတွက်ဘယ်တော့မဆိုသူ့ရဲ့တန်ဖိုးတွေက y တန်ဖိုးတွေကဘာတွေပဲလဲ အ positive ပေါင်းတွေပဲ positive တွေအပေါ်မှာပဲရှိမှာ graph ဆိုရင်ဒီအပေါ်ပိုင်းမှာပဲရှိမှာဒါပေမဲ့အဲ့ဒီအပေါင်းကြီးဖြစ်နေတဲ့ကောင်ရဲ့ရှေ့မှာ minus ထည့်လိုက်အဲ့ဒါဆို तू ထွက်သမျှကိန်းတွေကိုဘာဖြစ်မှာလဲ y is equal to minus modulus of x ဘာဖြစ်တော့မှာလဲထွက်သမျှကိန်း x တန်ဖိုးကြိုက်တာထက် minus တွေပဲဖြစ်တော့မှာ plus ကိုမဖြစ်တော့0ထဲမှာပဲ0မှာဖြစ်မှာအဲ့တော့သူ့ရဲ့ပုံကဘယ်လိုမျိုးလဲဆိုဒီ0မှာဒီလိုရမှာနော် modulus ဆိုတာနဲ့ပဲ v ဆိုပြီးအပေါ်ဘက်မှာရှိရလို့တော့အသေးမမှတ်ထားနဲ့အကယ် I know အဲ့ဒီ modulus ကြီးတစ်ခုလုံးကြီးရဲ့ရှေ့မှာ minus နဲ့မေးလာပြီဆိုရင်ဟုတ်ပါရမလားဟုတ် okay နော် ဟုတ် okay အဲ့ဆိုရပြီဒါပဲဒါပဲ modulus ကြီးညီတာကတော့ 0 တွက်တယ်လေဟုတ်တယ်မလား plus or minus နဲ့ညီလိုက်အောင်ပဲလင်းနီယာဆိုလွယ်သေးတယ် okay လားအဲ့ဆိုဒီနေ့ okay အမ okay တော့ရှေ့ကောင်းနေရှင်းသွားရင်ဆိုရပါပြီအဲ့တော့ကျမတွက်ခိုင်းတာလေးတွက်ပေါ့နော်တွက်ရင်တော့ယူလို့ရမှာအဲ့တော့တွက်ပေါ့စစ်ပေးခြင်းနဲ့ဆိုပေမဲ့ကျမအစားစစ်ရတာပြင်းနေတယ်မှာအရင်ပါတယ်ကျမစာမစစ်ချင်ကိုပါလာကိုတော့ပြင်းနေစားလို့အဲ့ခဏ recording လေးရင်ပိတ်လာစာလို့